နှုတ်ကပတ်တော်ဘယ်နှယောက်ဆက်လို့ရှားပါတယ်ဟာလေလုယာအာမင်ကျွန်တော်ကတော့အရင်ဆက်လို့ရှားပါတယ်ဆိုတော့ဒီ Kingdom Business series တောက်လျှောက်ပေါ့လေနော်အပတ်စဉ်ပတ်တိုင်းကျွန်တော်ဝင်ငါမဲ့အချိန်တိုင်းမှာဒီ Kingdom Business နဲ့ဆိုင်တဲ့အကြောင်းအရာကိုကျွန်တော်တို့ကြားမှာဖြစ်ပါတယ်2လလောက်ဆိုတော့10ပတ်လောက်ရှိမှာပေါ့နော်တစ်လမှာ4ပတ်ဆိုတော့10ပတ်လောက်ကိုတောက်လျှောက်ကျွန်တော်တို့ဝင်ငါသွားဖို့ရှိတယ်ဒါပေမဲ့ဒီနေ့ကတော့ foundation ချတဲ့နေ့ဖြစ်ပါတယ်အုံမြစ်ချတဲ့နေ့ဖြစ်တယ်ဆိုတော့ Kingdom Business ဆိုတာဘာလဲဆိုတော့သဘောပေါက်ဖို့ရန်အတွက်အခြေခံအုံမြစ်တွေချတာဖြစ်တဲ့ကြောင့်တချို့ຢာတွေကကျွန်တော်တို့ရင်းနှီးပြီးသားတွေရှိလိမ့်မယ်တည်ပြီးသားအကြောင်းအရာတွေလည်းပါကောင်းပါလိမ့်မယ်ဒါပေမဲ့ဒီနေ့အုံမြစ်ချကြမယ်နောက်တစ်ပတ်တွေမှာဆက်ပြီးတော့မှတဆင်ပြီးတဆင်တက်လှမ်းသွားဖို့ရန်အတွက်ဖြစ်ပါလိမ့်မယ်ဒီနေ့မှာတော့ကျွန်တော်တရားဟောသလိုပုံစံမျိုးထက်သင်ကြားခြင်း teaching ပုံစံမျိုးကိုကျွန်တော်ပို့ပြီးသွားချင်တာဖြစ်ပါတယ် Okay အဲ့တော့ဒီနေရာမှာ Kingdom Business နိုင်ငံတော်၏အမှုဟူသည်ဆိုတဲ့ပထမပိုင်းကိုကျွန်တော်ဝင်ငှလုပ်ပါတယ်ခရိယန်ဓမ္မအများစွာကဓမ္မမှုတော်ဆောင်ခြင်းဆိုတဲ့အရာเนาะကျွန်တော်တို့ဓမ္မမှုတော်ဆောင်ဆိုတဲ့အရာကသင်ယုတ်ဆရာတွေဧဝံဂေလိဆရာတွေသာသနာပြုဆရာတွေရဲ့အလုပ်လို့ထင်တတ်တယ်ဘုရားရဲ့အမှုတော်ကိုဆောင်ဖို့ဆိုတချို့ကစဉ်းစားတဲ့အရာငါကျမ်းစာကြောင်းတက်ရမယ်ကျမ်းစာကိုဖိနေပြန်ကောင်းတပြန်အကုန်လုံးကျင့်ညက်အောင်လေ့လာထားပြီးသားဖြစ်ရမယ်ဆူတောင်းအားကြီးမှအစာရှောင်နိုင်မှနှုတ်ကပတ်တော်ကိုเนาะတကယ်ကိုလေ့ကျက်ထားမှဓမ္မမှုတော်ဆောင်လို့ရမယ်လို့ထင်ပါတယ်မှန်ပါတယ်နှုတ်ကပတ်တော်ကိုလေ့ကျက်ခြင်းဆူတောင်းအားကြီးခြင်းနဲ့အရာအလုံးကအမှုဆောင်ခြင်းကိုတာ၍ထက်မြက်စေတာဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့နှစ်ပေါင်းများစွာသဘောပေါက်နားလည်လာခဲ့တဲ့ယုံကြည်သူတွေရဲ့အမြင်နားလည်သဘောပေါက်မှုအကြတော့ဘုရားအမှုဆောင်လို့ပြောပြီးဆိုရင်ဒါသည်အချိန်ပြည့်ဘုရားဝတ်ထဲမှာမွေ့လျော်ပြီးတော့မှကျမ်းစာကြောင်းတွေတက်သာသနာကွင်းတွေထဲမှာ4နှစ်5နှစ်လောက်ဖြတ်သန်းနော်အတွေ့အကြုံများကြီးယူပြီးဂိုင်းကနာတစ်ခုရဲ့အသင်းတော်တစ်ခုကနေပြီးတော့မှခွဲခတ်မှတ်သားပြီးတော့နော်ဒါသူနဲ့သက်ဆိုင်တဲ့အမှုတော်ဆောင်ကက်ထုတ်ပေးထားတဲ့သူတွေအတွက်ပဲလုပ်ရတဲ့လုပ်ငန်းတာဝန်လို့ထင်နေခဲ့ကြပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်ရဲ့ values နှုတ်ကပတ်တော်ကပြောတဲ့အကြောင်းအရာကိုသေချာလေ့လာကြည့်တဲ့အခါမှာတော့ဒီအမှုဆောင်ခြင်းနဲ့ပတ်သက်သမျှသောအရာခတ်သိမ်းကအချိန်ပြည့်ဖခင်ရဲ့ဓမ္မအဝတ်ကိုပြုဖို့ရန်အတွက်စက္ကပ်ထားတယ်ကျွန်တော်တို့လိုသင်းအုပ်ဆရာကျမ်းစာကျောင်းဆရာအမှုတော်ဆောင်တွေအတွက်သာမကပဲနဲ့ယုံကြည်သူတူတယောက်ချင်းစီတိုင်းကိုဘုရားခေါ်ထားတဲ့ခေါ်ခြင်းဖြစ်တယ်ဆိုတော့တွေ့ရပါတယ်ဒီနေရာမှာ Kingdom Business လို့ပြောတဲ့အတွက်ကြောင့်ဒီ Kingdom Business ရဲ့အောက်မှာစီးပွားရေးလုပ်ငန်းကိုဘယ်လိုလုပ်ရမလဲစီးပွားရေးလုပ်ငန်းရှင်တွေအတွက်တီးတဲ့နောက်ထပ်ဆက်ပြီးကျွန်တော်တို့လေ့လာသွားမယ်ဆိုရင်ဝင်ငှသွားတဲ့ထဲမှာပါလာမှာဖြစ်ပါတယ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုပို့ပြီးတော့မှဘယ်လိုခြေလှမ်းလှမ်းရမလဲထိအောင်ခြေလှမ်းလှမ်းရမလဲဆိုရလည်းပါမှာဖြစ်တယ်ဒါပေမဲ့ Kingdom Business ဆိုတာကစီးပွားရေးလုပ်ငန်းတစ်ခုဘယ်လိုလုပ်ရမလဲဆိုတာထက်တာလွန်တဲ့အရာဖြစ်တယ်ဆိုတော့ Kingdom Business ဆိုတဲ့အရာကเนาะဒါအင်္ဂလိပ်စကားမှာရှိပါတယ် mind your business မင်းကိစ္စမင်းအာရုံစိုက်စမ်းပါเนาะတစ်ခါကကျွန်တော် Facebook လေးမှာကြည့်ရတယ်တကယ်ချင်း2ယောက်တိုင်းရင်းသားညီကို2ယောက်ဖြစ်ပါလိမ့်မယ်အရက်တွေမူပြီးနိကိစ္စကနိကိစ္စငါကိစ္စကငါကိစ္စဆိုပြီးတော့မှစကားပြောတာလေးကျွန်တော်ကြားပြီးတော့တော်တော်လေးသဘောကျမိပါတယ်နော်ဒါ mind your business မင်းကိစ္စကိုမင်းအာရုံစိုက်ဆိုတော့ business လို့ပြောတဲ့အခါမှာစီးပွားရေးလုပ်ငန်းတစ်ခုကိုပဲရည်ညွှန်းတာမဟုတ်ဘဲနဲ့လှုပ်ဆောင်စရာကိစ္စတွေကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့မှလေးပဲဖခင်သခင်ရဲ့လှုပ်ဆောင်မဲ့လုပ်ငန်းတွေအားလုံးနဲ့သင်နဲ့ကျွန်ုပ်ဒီဆက်ဆိုင်တော်သူတွေဖြစ်တယ်ဘာကြောင့်လဲဆိုယေရှုကအဲ့ဒါကိုသိစေခြင်းတယ်လူကာခန်းကြီးနဲ့အငယ်49မှာယေရှုကသူ့ရဲ့မိဘတွေကိုဒီလိုပြောပါတယ်เนาะအတူတူဖတ်ကြည့်အောင်ယေရှုကမိဘသည်အဘယ်ကြောင့်ကျွန်ုပ်ကိုရှာရပါသနည်းကျွန်ုပ်သည်အဘ၏အိမ်၌နေရသည်ကိုမသိပါသလောဟုပြောဆိုလျင်မြန်မာကျမ်းစာထဲမှာတော့အဘရဲ့အိမ်မှာငါနေရတာကိုမသိဘူးလားကျွန်ုပ်နေရတာမသိဘူးလားလို့ပြောပြီးမြဲအင်္ဂလိပ်ကျမ်းစာထဲမှာ I must be about my father's business အဲ့ဒါကိုမြန်မာလိုတိုက်ရိုက်ပြန်မယ်ဆိုငါအဖေရဲ့ကိစ္စနဲ့ငါသက်ကိုသက်ဆိုင်ရမယ်လေလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ယေရှုခရစ်တော်ဒီဖခင်ခမည်းတော်ဖခင်ရဲ့သားတော်ဖြစ်တဲ့အခါမှာဖခင်သခင်ရဲ့အလုတ်ကိစ္စမှန်သမျှကငါနဲ့တေချာပေါက်သက်ကိုသက်ဆိုင်ရမယ်လို့ပြောတဲ့ကဲ့သို့ဒီနေ့ယေရှုခရစ်တော်ကိုရခြင်းအပြင်ကောင်းကင်ရဲ့အဖခမည်းတော်ဖခင်ကျွန်တော်တို့ရဲ့ကောင်းကင်အဖဖြစ်တယ်ဟာလေလုယာကောင်းကင်အဖရဲ့အလုပ်ကိစ္စ businessman သမျှဒီကျွန်တော်တို့ရဲ့ business ဖြစ်ကိုဖြစ်ရမယ်ဖခင်သခင်ရဲ့ကိစ္စမှန်သမျှအားလုံးဒီကျွန်တော်တို့ရဲ့ကိစ္စဖြစ်ကိုဖြစ်ရမယ်သက်ကိုသက်ဆိုင်ရမယ်ဆိုတော့ကိုယေရှုကသိစေနိုင်ဖို့ရန်အတွက်ဒီစကားလေးကိုပြောခဲ့ညီကောင်မများဒီနေ့နိုင်ငံတော်ရဲ့လုပ်ငန်းက၄ဘက်၄ရန်ကာယံထားတဲ့ဒီအသင်းတော်ထဲမှာအစေခံခြင်းအမှုလောက်ပဲမဟုတ်ပါဘူးဖခင်သခင်ရဲ့အုပ်စိုးခြင်းကိုကျွန်တော်တို့ရှိနေတဲ့နေရာဒေသအသီးသီးစီကို
မိမိကိုဖျားခင်ထားတဲ့နေပယ်အသီးသီးစီကိုတည်ဆောင်သွားရခြင်းဖြစ်ပါတယ်အာမင်ပြီးလိုက်လားမသိဘူးညီကောင်မောင်တို့များကျွန်တော်တို့ရဲ့အမှုဆောင်ခြင်းကဖျားခင်ရဲ့အုပ်စိုးခြင်းကိုမိမိကိုထားတဲ့ဖျားထားတဲ့နေရာနေပယ်အသီးသီးကိုယူဆောင်သွားခြင်းဖြစ်တယ်တည်ဆောင်သွားခြင်းဖြစ်တယ်တော့ဒီနေ့မှာ Kingdom Business နဲ့ဆိုင်တဲ့အခြေခံအုတ်မြစ်ထဲမှာကျွန်တော်အချက်၄ချက်နဲ့ပထမပိုင်းဒီနေ့အပိုင်း1အနေနဲ့ဝင်ငါလိုပါတယ်နံပါတ်1ချက်အနေနဲ့နိုင်ငံတော်မှန်ရင်ရှင်ပြန်တစ်ပါးတည်းသာရှိရပါတယ်ဒီတိုင်းနိုင်ငံထဲမှာအခွင့်အာဏာအနှင်းထားတဲ့လူများစွာရှိလိမ့်မယ်ဘန်နာရေးနဲ့ဆိုင်တဲ့အခွင့်အာဏာရတဲ့သူစီးပွားရေးနဲ့ပတ်သက်တဲ့စီးပွားကူးသန်းကဝင်ကြီးအဲ့ဒီအောင်မှာအဆင့်ဆင့်တွေရှိမယ်ကာကွယ်ရေးနဲ့သက်ဆိုင်တဲ့အထက်မှာသူတို့ဗိုလ်ချုပ်တွေရှိမယ်အဆင့်ဆင့်တွေရှိမယ်ပညာရေးနဲ့ဆိုင်တဲ့ပညာရေးဝင်ကြီးအဆင့်ဆင့်ရှိတယ်အခွင့်အာဏာအသီးသီးရကြလိမ့်မယ်ဒါပေမဲ့အဲ့အခွင့်အာဏာအသီးသီးရတဲ့သူရဲ့အထက်မှာစိုးစံသောရှင်ပြန်တစ်ပါးအမြဲတမ်းရှိပါတယ်ဖခင်ရဲ့နိုင်ငံတော်လို့ပြောပြီးဆိုရင်ဒါက kingdom စကားလုံးနှလုံးကိုပေါင်းထားတာဖြစ်ပါတယ် king ဆိုတဲ့ရှင်ပြန်နဲ့ dominion ဆိုတဲ့အုပ်စိုးခြင်းအဲ့နှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာရှင်ပြန်ရဲ့အုပ်စိုးခြင်းအခွင့်အာဏာဆက်တက်ရောက်သော kingdom နိုင်ငံတော်ဆိုတဲ့အကြောင်းအရာကပေါ်ထွက်လာတာဖြစ်တယ်ယေရှုခရစ်တော်ဘုရားသည်ကယ်တင်ရှင်တပါးတည်းသာဖြစ်အောင်သာမကဘဲနဲ့သူသည်ရှင်ဘုရင်လည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကယ်တင်ရှင်တချို့ယုံကြည်သူတွေကယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံထားတယ်ဒါပေမဲ့ကိုယ့်ရဲ့တဘွားလုံးကိုအုပ်စိုးဖို့အရှင်သခင်ဖြစ်နေနေရာပြီးဖို့ကြတော့တွန့်တိုတက်သွားတယ်ဘုရားเจ้าမှာတော့ကိုတော့အုပ်စိုးလိုက်ပါဒါပေမဲ့ကျွန်တော်အပြင်ထွက်ပြီးစီးပွားရေးလုပ်ငန်းလုပ်တော့ကိုတော့ကနေခဲ့လိုက်တော့ဘုရားเจ้าမှာနော်ဇနီးမောင်နဲ့ကြားထဲမှာကိုတော့ဝင်မလာနဲ့နော်ကျွန်တော်ဇနီးမောင်နဲ့ကြိုက်တော့ရိုက်ကြပုတ်ကြမယ်ကိုတော့ခဏလောက်အပြင်မှာထွက်နေပေးလိုက်တကယ်ချင်းပေါင်းတဲ့နေ့ကြားထဲမှာလည်းထုံနေလကောင်းပဲဆိုတော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာရှင်ပြန်ကိုဒီဥသောယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်အောင်သာမကဘဲနဲ့ရှင်ပြန်ဖြစ်နေဝန်ခံဖို့လိုတယ်မဿဲခန်းကြီး28အငယ်18မှာဗာရေးထားလဲဆိုရင်ကောင်းကင်ဘုံ၌ရှိသမျှသောအခွင့်အာဏာမြေကြီးပေါ်မှာစီရင်ပိုင်သောအခွင့်အားလုံးကိုငါ၌အပ်ထားတယ်လို့ယေရှုကပြောပါတယ်ဟာလေလုယာတိုင်းနိုင်ငံမှန်ရင်နိုင်ငံမှန်ရင်နိုင်ငံမှာရှင်ပြန်တစ်ပါးတည်းရှိရတယ်ဘုရားသခင်တည်ဆောက်သောဘုရားရဲ့နိုင်ငံတော်သည်ဒီမိုကရေစီစနစ်နဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး kingdom လို့ခေါ်တဲ့ရှင်ပြန်ရဲ့အုပ်စိုးခြင်းနဲ့တည်ဆောက်သောနိုင်ငံတော်ဖြစ်ကြောင်းသင်နားလည်ဖို့လိုတယ်ဒါကြောင့်ဆိုလိုတဲ့သဘောတရားကဘာလဲဆိုရင်ရှင်ဘုရင်အုပ်စိုးသောနိုင်ငံတော်တဲ့သင်ရောက်လာပြီဆိုရင်အဲ့ဒီနိုင်ငံကိုအုပ်စိုးသောရှင်ဘုရင်ကိုသင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဝန်ခံရမယ်အဲ့တော့ဘုရားသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီနိုင်ငံပြောင်းသွားပြီမဟုတ်ဘူးလားအရင်တော့ရှိခဲ့တဲ့မှောင်မိုက်ရဲ့နိုင်ငံကနေအံ့ပွေသောအလင်းတော်ရဲ့နိုင်ငံတွေကိုခရစ်တော်အဖြစ်ကျွန်တော်တို့ဝင်ရောက်သွားတဲ့အခါမှာဒီနိုင်ငံထဲရောက်လာပြီဆိုရင်ဒီနိုင်ငံရဲ့အုပ်စိုးသောရှင်ဘုရင်ကိုအပြည့်အဝယာနှုံးပြည့်ဝန်ခံထားဖို့လိုအပ်တာဖြစ်ပါတယ်ရှင်ဘုရင်ဆိုတဲ့သဘောတရားကသူကအုပ်စိုးတယ်ရှင်ဘုရင်ကလူတွေကိုရှေ့ကနေဥဆောင်ပေးတယ်ရှင်ဘုရင်ကလူတွေအတွက်တိုင်းသူပြည်သားတွေနေထိုင်တွာလာလှုပ်ရှားနိုင်ဖို့ရန်အတွက်အမိန့်တွေကိုသူကကြီးညာချက်ထုတ်ပေးရတယ်ဒါကရှင်ဘုရင်လုပ်ရတဲ့အလုပ်ဖြစ်တယ်ထို့နည်းအောင်ပဲယေရှုခရစ်တော်ဘုရားသည်ကျွန်တော်တို့ရဲ့အလင်းတော်ရဲ့နိုင်ငံထဲမှာအုပ်စိုးခြင်းအခွင့်အာဏာရှိတဲ့ယေရှုခရစ်တော်ဘုရားကျွန်တော်တို့ရဲ့ရှင်ဘုရင်ဖြစ်သောကြောင့်ထိုဘုရင်ရဲ့အုပ်စိုးခြင်းကိုကျွန်တော်ဝန်ခံထားဖို့လိုတယ်ထိုရှင်ဘုရင်ကကျွန်တော်တို့ကိုဥဆောင်ပေးနေတာဟာလေလုယာထိုရှင်ဘုရင်ကကျွန်တော်တို့ကိုမိန့်မာချက်တွေနဲ့ညွှန်ကြားချက်တွေနဲ့ဘလို့အသက်ရှင်ရမယ်ဘလို့စကားပြောရမယ်ဘလို့စီးပွားရေးကိုလုပ်ရမယ်ဘလို့မျိုးပညာရေးထဲမှာအသက်လှုပ်ဆောင်ရမယ်ဘလို့ဇနီးမောင်နှံကြဘလို့မိသားစုကြနော်အမှုတော်ဆောင်ခြင်းကြမျိုးစုံနှုတ်ကပတ်တမန်ကျမ်းစာထဲမှာကဏ္ဍအသီးသီးအတွက် direction တွေညွှန်ကြားချက်တွေနီလန်းတွေနီးဥပဒေသားတွေကိုမိန့်မာချက်တွေကိုမြောက်များစွာရှင်ဘုရင်တည်းသောယေရှုကပြင်ဆင်ထားပေးတယ်အဲ့တော့ရှင်ဘုရင်ရဲ့အောက်မှာညီကောင်မောင်တို့အများခါစားဝန်ခံခြင်းမပြုဘဲနဲ့နိုင်ငံတော်ရဲ့အလုပ်ကိုသင်ဘယ်တော့မှလှုပ်ဆောင်လို့မရဘူးဒီနိုင်ငံထဲမှာလာပြီးတော့မှအလုပ်လုပ်ခြင်းဒီနိုင်ငံကိုအုပ်စိုးတဲ့ရှင်ဘုရင်ရဲ့အုပ်စိုးမှုကိုဝန်ခံထားဖို့လိုတယ်ရှင်ဘုရင်ဒီနိုင်ငံရဲ့ရှင်ဘုရင်ကိုဝန်ခံအုပ်စိုးခြင်းကိုဝန်ခံအနံ့ခြင်းပြုမှသူ့ရဲ့အမှုထမ်းသူ့ရဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တော့သူတယောက်ဖြစ်လာနိုင်တယ်အဲ့ကျွန်တော်တို့ဒီဖခင်ရဲ့နိုင်ငံတော်ထဲရောက်လာတဲ့ခါမှာတခြားနိုင်ငံတော်နဲ့သက်ဆိုင်တဲ့ဖခင်ခိုင်းထားတဲ့အလုပ်တွေကိုအရင်ဦးဆုံးမလုပ်ခင်မှာသင်လုပ်ရမယ့်ပထမဦးဆုံးသောအရာကတော့ဒီတိုင်းနိုင်ငံရဲ့ရှင်ဘုရင်ယေရှုခရစ်တော်ကိုပြည့်ပြည့်ဝဝဝန်ခံအနံ့ခြင်းအုပ်စိုးခြင်းအခွင့်ပေးထားဖို့လိုတယ်ဟာလေလုယာအာမင်ထူနိုင်ပါသလားအဲ့တော့ကျွန်တော်တို့လုပ်ရမယ့်အရာတစ်ခုကဘာလဲဆိုဖခင်ရဲ့နှုတ်ကပတ်တော်ရှင်ဘုရင်ရဲ့မိန့်မာချက်စကားတော်နှုတ်ကပတ်တော်ကျွန်တော်တို့ထိမ့်သိမ်းဆောင်းရှောက်ရမယ့်အရာကနိုင်ငံတော်သားရဲ့တယောက်ရဲ့အလုပ်ဖြစ်ပါတယ်
ယောဟန်ခန်းကြီး14အငယ်15မှာငါ့ကိုချစ်ရင်တဲ့ငါရဲ့ပြည့်ညတ်တို့ကိုစောင့်ရှောက်ပါတဲ့ယေရှုကဒီလိုပြောပါတယ်ဖခင်ယေရှုခရစ်တော်ဖခင်အုပ်ဆိုးတဲ့တိုင်းနိုင်ငံတွေကိုသင်နဲ့ကျွန်တော်ရောက်ရှိပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ထိမ့်သိမ်းစောင့်ရှောက်ရမယ်နောက်ဆုံးအထိယက်တည်ရမယ့်အရာသည်ရှင်ဘုရင်ရဲ့စကားနဲ့ကျွန်တော်ယက်တည်ရတာဖြစ်တယ်ဖခင်သခင်ရဲ့စကားနဲ့ကျွန်တော်ယက်တည်ရတာဖြစ်တယ်ဟာလေလုယာတခြားအပြင်ကလူတွေရဲ့စကားနဲ့ကျွန်တော်ယက်တည်တာမဟုတ်ဘူးကျွန်တော်ရဲ့ပတ်ဝန်းကျင်ကလာတဲ့စကားနဲ့ယက်တည်တာမဟုတ်ကျွန်တော်တို့ရဲ့ယက်တည်ချက်သည်ကျွန်တော်ရဲ့နောက်ဆုံးကင်ဆွဲရမယ့်အရာသည်ဖခင်ရဲ့အမိန့်ပါချက်ဖြစ်တယ် His word is our final နောက်ဆုံးပဲဖြစ်ရမယ်ကျွန်တော်တို့အတွက် hallelujah တခြားအရာဘာမှမရှိအောင်အဲ့ဒီဖခင်ရဲ့စကားတော်ကကျွန်တော်တို့ရဲ့ထိမ့်သိမ်းဆောင်ရှောက်မယ့်အရာဖြစ်တယ်လို့ဖခင်သခင်ရဲ့အလိုတော်ကလည်းကျွန်တော်တို့ရဲ့တာဝန်ဖြစ်လာပါတယ်ဒါကြောင့်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုဘယ်လိုဆုတောင်းမလဲဆိုတော့လာမေးတဲ့အချိန်မှာသူသင်ပေးတဲ့အရာကအလိုတော်ဒီကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာလည်းပြည့်စုံခြင်းရှိပါစေတော့ဆိုတော့ဒီဆုတောင်းချက်လေးကိုသင်ပေးတဲ့အရာမှာဒါလေးကိုနားလည်ရတယ်အလိုတော်ဒီဘုရားပြန်အလိုတော်ဒီကောင်းကင်မှာပြည့်စုံသွားပြီပြည့်စုံနေတယ်ဒါပေမဲ့မြေကြီးပေါ်မှာလည်းပြည့်စုံခြင်းရှိလာဖို့အဲ့တော့ဘုရားရဲ့အလိုတော်ဒီမြေကြီးပေါ်မှာပြည့်စုံခြင်းရှိလာဖို့သူ့လိုလျောက်ပြည့်လာမှာမဟုတ်ဘူးသင်နဲ့ကျွန်ုပ်ကပြည့်စုံစေဖို့တစားပလာတွေဖြစ်တယ်ဘုရားရဲ့အလိုတော်ပြည့်စုံလာဖို့လှုပ်ဆောင်ရမယ့်သူတွေဖြစ်တယ်ဟာလေလုယာဒါကရှင်ဘုရင်ကိုအရင်ဦးဆုံးအုပ်ဆိုးခြင်းဝန်ခံပြီးတဲ့အခါမှာအုပ်ဆိုးခြင်းနဲ့မှာပါလဲသူ့ရဲ့စကားတော်ကိုအပြည့်ဝယက်တည်ခြင်းထိမ့်သိမ်းဆောင်ရှောက်ခြင်းဖြစ်ပြီးရှင်ဘုရင်ရဲ့အလိုတော်ကိုအလိုအတိုင်းအသက်ရှင်ရှောက်လန်းနေထိုင်သွားလာခြင်းကရှင်ဘုရင်ကိုအုပ်ဆိုးခြင်းကိုဝန်ခံခြင်းဖြစ်တယ်လို့သင်နားလည်ရမှာဖြစ်တယ်အာမင်အဲ့တော့ရှင်ဘုရင်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံအတိမတ်ပြုခြင်းမရှိဘူးဆိုရင်အဲ့ဒီအရာကဘာဖြစ်လာလဲဆိုရင်ဘာသာတရားတက်ဖြစ်လာတယ်ယေရှုခရစ်တော်ရဲ့လက်ထက်မှာလည်းပဲဖာရိရှဲတွေကပြည့်ညတ်တိချက်အလုံးစုံကိုထုံးလို့မွေရေလို့နောက်အကုန်ကျွမ်းကျင်ထားတယ်ဒါပေမဲ့ရှင်ဘုရင်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့အုပ်ဆိုးခြင်းလုံးဝဝန်မခံတဲ့အခါမှာဘာသာရေးသမားတွေဖြစ်လာကြတယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့ခရစ်ယာန်တွေအသက်တာထဲမှာပင်နေရင်ကျွန်တော်တို့ church history ကိုလေ့လာကြည့်တဲ့အခါမှာအသင်းတော်ရဲ့သမိုင်းကြောင်းလေ့လာကြည့်တဲ့အခါမှာဝိညာဉ်ရေးခေါင်းဆောင်တွေအများကြီးပေါ်လာတယ်ဒါပေမဲ့ဝိညာဉ်ရေးခေါင်းဆောင်တွေပေါ်လာတဲ့အချိန်မှာဖခင်ကိုယေရှုကိုအပြည့်အဝရှင်ဘုရင်ဖြစ်တဲ့အုပ်စိုးခြင်းဝန်ခံရမယ့်အစားကိုနီးကိုဟန်နဲ့ဂိုင်းကနပုံစံဖွဲ့စည်းပြီးတော့စီးမြင်အသက်တွေထုတ်ပြီးတော့မှတချို့ဆိုရင်တမန်ကျမ်းစာထဲမှာရေးထားတဲ့အကြောင်းကြားတွေတော့မပါတဲ့လူတွေကိုပင်ပန်းစေတဲ့ကြက်တဲစေတဲ့စီးမြင်စည်းကမ်းဒီဘာသာဝင်ဖြစ်ရင်ဒီဂိုင်းကနအဝင်ဖြစ်ရင်ဒီကိစ္စလုတ်ကိုလုတ်ရမယ်ဆိုတဲ့ထုံးတန်းစင်လာလုံထုံးလုံနီးတွေနဲ့လူတွေကိုပြန်ပြီးချီနှောင်ထားကြတယ်အဲ့တော့ယေရှုခရစ်တော်ကိုရှင်ဘုရင်ဖြစ်တဲ့ဝန်ခံအနံ့ခြင်းမပြုဘူးဆိုရင်လှုပ်ဆောင်သမျှပြုမှုသမျှအရာခတ်သိမ်းဖျားအတွက်လို့ပြောပြီးလှုပ်နေရင်တော့မှအဲ့ဒါဒီဘာသာတရားဆန်ဆန်ဖြစ်လာတယ်။အဲ့ညီကောင်မောင်မများဒီယေရှုခရစ်တော်ရပြီးတော့မှဘာသာရေးခရစ်ယာန်ထက်ဒီနေ့ရှင်ဘုရင်အုပ်ဆိုးခြင်းကိုဝန်ခံသောယုံကြည်သူခရစ်ယာန်ဖြစ်ဖို့လိုအပ်တယ်။ဟာလေလုယာ။ယေရှုခရစ်တော်ရဲ့အုပ်ဆိုးခြင်းဝန်ခံတော်သူများဖြစ်ပါစေ။မဿဲခန်းကြီး6ငယ်24မှာအဘယ်သူများသခင်နှစ်ဦး၏အစေကိုမခံနိုင်တဲ့သခင်တဦးကိုမုန်း၍တဦးကိုချစ်မိသခင်တဦးကိုမိခို၍တဦးကိုမခံမညာပြုမိသင်တို့သည်ဘုရားသခင်အစေကို၎င်းလောကီစည်းစိမ်၏အစေကို၎င်းမခံနိုင်ကြတဲ့ရှင်ဘုရင်တိုင်းနိုင်ငံမှန်ရင်ရှင်ဘုရင်တစ်ပါးပဲရှိရမယ်ဒီရှင်ဘုရင်စကားကိုနားမထောင်ဘဲနဲ့နောက်ထပ်တစ်ယောက်ကိုနားထောင်နေတော့ပြဿနာတက်နေပြီအဲ့တော့သင်သည်ဘုရားသခင်ရဲ့အုပ်စိုးမှုကိုဝန်မခံဘူးဆိုရင်တဲ့လောကစည်းစိမ်အောင်မြင်မှုကြွယ်ဝမှုရဲ့အုပ်စိုးမှုကိုဝန်ခံရမိရတာဖြစ်သွားတယ်တဲ့ဘယ်သူကမှသခင်နှစ်ဦးရဲ့အစီကိုမခံနိုင်ဘူးသင်တဦးကိုချစ်ရင်တဦးကိုမုန်းကိုမုန်းမှာပဲလောကအကြောင်းအရာတွေကိုသင်ချစ်ပြီးဆွဲလန်းနေရင်ဘုရားသခင်ရဲ့ဤဥပဒေအသင်မုန်းစရာအကြောင်းဖြစ်လာလိမ့်မယ်ဘုရားသခင်ကိုချစ်တယ်ဆိုရင်လောကကရှိတဲ့ဥစ္စာစည်းစိမ်ကြွယ်ဝခြင်းနဲ့လောကီတက်မှတ်ခြင်းရအားလုံးအသင်လှည့်ကြည့်ခြင်းမှာတော့မဟုတ်ဘူးတဦးကိုချင်တဦးကိုတေချာပေါ့မဟုတ်မယ်ဒါဆိုဒီနေ့သင်ဘာကိုချစ်နေတယ်လဲဘယ်သူကိုရဲ့အုပ်စိုးခြင်းဝန်ခံနေတယ်လဲသင်ရဲ့ဘဝတက်တာထဲမှာပြည့်ပြည့်ဝဝခရစ်တော်ကိုနေရာပေးပြီးပြီလားဒီနေ့နေလာရင်တော့တကယ်ကိုယိုချိုးစွာနဲ့ဘုရားသခင်ကိုကိုယ်ပြီးတော့မှအုပ်စိုးခြင်းကိုဝန်ခံတယ်လို့ပုံစံမျိုးနဲ့ခမ်းမရဲ့အပြင်ဘက်ရောက်သွားပြီးတင်းလာနေကနေစနေနေ့ထိကိုအသက်ရှင်တဲ့ခါမှာတော့နေခြင်းတလို့နေပြီးတော့ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ကိုဖြစ်ချင်တာတွေနဲ့ကိုလှုပ်ချင်တာတွေနဲ့ကိုယ့်ရဲ့အတ္တနဲ့ကိုဒေါသတွေနဲ့မောင်းနေတဲ့အရာဖြစ်နေတဲ့ဆိုရင်ဒီနေ့သင်ဒီသခင်စစ်မှန်သောသခင်ကိုရှာဖို့လိုတယ်
စစ်မှန်သောသခင်ရဲ့အောက်မှာခိုလုံဖို့လိုတယ်ဟာလေလုယာယေရှုခရစ်တော်ရှင်ဘုရင်ယေရှုခရစ်တော်ရဲ့အောက်မှာသင်ဝန်ခံအနံ့ခြင်းရှိမှနိုင်ငံတော်သားတယောက်အစစ်မှန်ဖြစ်လာမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်နေ့စဉ်စစ်ဆေးပါငါကယေရှုအတွက်အသက်ရှင်နေတာလားငါအတွက်ငါအလုပ်လုပ်နေတဲ့သူလားငါမိသားစုအတွက်ငါအလုပ်လုပ်နေတာလားယေရှုခရစ်တော်အတွက်ငါအသက်ရှင်နေတာလားဆိုတဲ့အရာကိုသင်နားလည်ထားဖို့လိုပါတယ်ရှင်ဘုရင်ကိုအတိမမပြုတ်တဲ့၍ကတော့သင်ဒီဘာသာရေးခရစ်ယာန်ပဲဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒီနေ့မှာယေရှုခရစ်တော်ဒီရှင်ဘုရင်ဖြစ်တယ်ဆိုတာသိမှတ်ပြီးတော့ကိုတော်ကိုကျွန်တော်ရဲ့ကယ်တင်ရှင်သာမဟုတ်ဘဲနဲ့အရှင်သခင်ရဲ့အုပ်စိုးခြင်းကိုယနေ့ဝန်ခံပါတယ်လို့သင်နေ့တိုင်းအစဉ်ဝန်ခံအနံ့ခြင်းပြုဖို့ရန်အတွက်အရမ်းပဲရည်ကြည်ပါတယ်အာမင်အဲကြောင့်နံပါတ်1ချက်အနေနဲ့နိုင်ငံတော်မှာရှင်ဘုရင်တစ်ပါးတည်းရှိတယ်လောကီစီးစိမ်ကိုသင်ဝန်ခံရင်လောကီစီးစိမ်ကသင်ရဲ့ရှင်ဘုရင်ဖြစ်မယ်ယေရှုကိုဝန်ခံရင်သင်ဒီယေရှုရဲ့ဝန်ခံရှင်ဘုရင်အောက်မှာသင်ဝန်ခံနေခြင်းဖြစ်တယ်နိုင်ငံတော်သားဖြစ်တယ်အဲ့တော့ယေရှုကကျမ်းစာတစ်ချက်မှာဒီလိုပြောတယ်ငါနဲ့အတူမစုသိမ်းသောသူကတဲ့ငါရဲ့တစ်ဖက်မှာကျဲဖြန့်သောသူဖြစ်တယ်တဲ့အဲ့တော့သင်ဒီယေရှုခရစ်တော်နဲ့အတူသွားလာသောသူအုပ်စိုးခြင်းဝန်ခံသောသူမဟုတ်ရင် automatically ယေရှုခရစ်တော်ရဲ့တစ်ဖက်မှာသင်ဒီခရစ်တော်ရဲ့လုပ်ငန်းတွေအလုပ်တွေဆန္ဒတွေကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့သူဖြစ်သွားရောအာရနဲ့ဧဝါသည်အေဒင်ဥယျာဉ်ထဲမှာဖျားသခင်ရဲ့အုပ်စိုးခြင်းကိုဝန်ခံနေတဲ့၍စီးစိမ်သူတို့အတွက်ပြင်ဆင်ထားတဲ့အစာတောက်အရှံပယ်နဲ့ဘာမှပူပင်ကြောင်းကြခြင်းမရှိဘဲနဲ့ကောင်းကြီးမင်္ဂလာကိုခံစားရတယ်ဒါပေမဲ့ဒီနေ့ဖျားရဲ့အုပ်စိုးခြင်းထက်အပြင်ဘက်ကလာတဲ့သူတယောက်ရဲ့ပြောဆိုခြင်းစကားပေါ်မှာသွားပြီးရက်တည်ပြီးအုပ်စိုးခြင်းကိုတခြားသူစီကိုပြောင်းလိုက်တဲ့အခါမှာတော့ဖျားကိုသူတို့မုန်းလို့မဟုတ်ဘူးဖျားကိုရံပက်ပြုခြင်းလို့မဟုတ်တော့လဲပဲဖျားရဲ့အုပ်စိုးခြင်းကနေရှောင်လိုက်တာနဲ့တပြိုင်နက်တည်းဖျားရဲ့အလိုတော်နဲ့အကြံစီကိုကြာဆုံးစေတဲ့ရံပက်ဖြစ်သွားတယ်ဒါပေမဲ့ယေရှုခရစ်တော်အပြင်အခုဖျားသခင်နဲ့ကျွန်တော်တို့တလုံးတော်ရတဲ့ဖျားတော်ကိုယေရှုခရစ်တော်ပြန်ပြီးတယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့သင်ယေရှုခရစ်တော်ယုံကြည်လက်ခံပြီးဆိုရင်ထိုယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်ဖြစ်တော်၎င်းအုပ်စိုးသောအရှင်သခင်ရှင်ဘုရင်ဖြစ်နေတော်၎င်းသင်ဝန်ခံတတ်ဖို့လိုတယ်ဒါကျွန်တော်တို့အရင်ဦးဆုံးနိုင်ငံတော်သားတယောက်ထားရမယ့်စိတ်နဲ့သဘောထားဖြစ်တယ်လှုပ်ဆောင်ရမယ့်ဆုံးဖြတ်ရမယ့်ဆုံးဖြတ်ချက်ဖြစ်တယ်လှုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်တယ်အဲ့တော့သင်ဒီနိုင်ငံတော်သားဖြစ်လာပြီးခရစ်တော်ကိုကိုယ့်ရဲ့အရှင်သခင်ဖြစ်အုပ်စိုးခြင်းကိုဝန်ခံပြီးဆိုရင်ဒုတိယအချက်အနေနဲ့သင်လှုပ်ဆောင်ရမယ့်သင်ရဲ့ပန်းတိုင်သင်သွားမယ့်ပန်းတိုင်၃ခုရှိတယ်ဘယ်နှခုရှိပါသလဲ၃ခုရှိပါတယ်ပထမတစ်ခုကဘာလဲဆိုရင်ပထမ mission 3 missions ရှိတယ်เนาะတချို့ကပြောကြဆရာကျွန်တော်အတွက်ဆူတောင်းပေးပါအနာဂတ်မှာကျွန်တော်ဖခင်ကဘယ်လိုခေါ်ထားမှမသိလို့ကျွန်တော်ပြောပြချင်တယ်သင်တို့ lifetime mission သင် channel တွေနဲ့ခေါ်ပါလိမ့်မယ်ဒါပေမဲ့သင်တို့ lifetime တဘွားစာလုံးခေါ်ထားတဲ့ပန်းတိုင်ကတော့သင်အားဖြင့်ဖခင်ရဲ့အလိုတော်နဲ့ဘုန်းတော်ထင်ရှားစေခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့လုပ်ရမယ့် mission 3ခုရှိတယ်ဒီ3ခုမှာပထမဆုံးတစ်ခုကတော့ပထမ mission တစ်ခုကတော့နိုင်ငံတော်ကိုရှေ့ဦးစွာရှာခြင်းဖြစ်ပါတယ် seek first the kingdom နိုင်ငံတော်ကိုရှေ့ဦးစွာရှာခြင်းဖြစ်တယ်ဒါကြောင့်မဿဲခန်းကြီး6ငယ်33ကျွန်တော်ခဏဖတ်နေတဲ့တမန်ကျမ်းစာဖြစ်ပါတယ်ဘုရားသခင်ဤနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာပါတဲ့နောက်မှလိုသောအရာများကိုထပ်၍ပေးတော်မူမယ်လို့တမန်ကျမ်းစာကပြောတယ်ကျွန်တော်တို့ရှာမယ့်ရာဒီအလောက်ကံကိုဦးစွာရှာမှာမဟုတ်ဘူးငွေကြေးကိုအရင်ရှာမှာမဟုတ်စီးပွားရေးတွေကိုအရင်ရှာမှာမဟုတ်ကျွန်တော်အရင်ရှာမယ့်ရာဒီရှင်ပြန်ရဲ့အုပ်စိုးခြင်းကိုအရင်ရှာမှာနိုင်ငံတော်ဆိုတာကဘာကိုပြောနေတာလဲအဲ့ဒီနိုင်ငံကိုအုပ်စိုးတဲ့ရှင်ပြန်ကိုဝန်ခံအနံ့ခြင်းကိုဆိုလိုနေခြင်းဖြစ်တယ်ကျွန်တော်ကုန်ခဲ့တဲ့တစ်ခေါက်တုန်းကကျွန်တော်နော် Vision Sunday တုန်းကဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ဒီညမှာပြောခဲ့ပူပါတယ်တချို့သူတွေကယုံကြည်သူဖြစ်တဲ့ခမ်းမာထဲမှာလာပြီးထိုင်နေတော်လဲပဲနိုင်ငံတော်နဲ့ဝေးတဲ့သူတွေအများကြီးပဲအေးနိုင်ငံတော်နဲ့ဖြောင့်မဲ့ခြင်းကိုရှေ့ဦးစွာရှာလာဒီနေ့ဖခင်ကြောင့်လာတဲ့ခေါ်လို့သာလိုက်လာတယ်ဟုတ်တယ်ငါသူ့ကိုယ်သူလည်းထင်နေတာနိုင်ငံတော်နဲ့ဖြောင့်မဲ့ခြင်းကိုရှာတယ်လို့ထင်တာဒါပေမဲ့အဲ့ထိုင်နေတဲ့ယုံကြည်သူထဲမှာပဲနေရှင်ဘုရင်အဖြစ်နဲ့ယေရှုကိုမအုပ်ဆိုးလက်မခံတဲ့သူတွေအများကြီးပဲကိုလှုပ်ချင်ရလှုပ်နေတဲ့သူအများကြီးပဲကိုတောက်ချင်တယ်လို့တောက်နေတဲ့သူတွေအများကြီးပဲဖြတ်ပါဆိုမဖြတ်ချင်ဘူးဆွတ်လို့ပါဆိုမဆွတ်လို့ချင်တဲ့တွေ့တာနေတဲ့နော်တန်ရောစင်တွေအများကြီးပဲဆွဲလန်းမှုတွေအများကြီးပဲရှင်ဘုရင်ကိုလုံးလုံးလဲလားနေရာမပေးသေးဘူးအဲ့ဒီလူကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းနဲ့ဝေးနေတော်သူဖြစ်တယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာဆိုတာဘာကိုပြောတာလဲရှင်ဘုရင်ရဲ့အုပ်စိုးခြင်းကိုဝန်ခံအနံ့ခြင်းဖြစ်တယ်ရှင်ဘုရင်အုပ်စိုးခြင်းကိုရှာဖွေခြင်းဖြစ်တယ်ဟာလေလုယာဒါကျွန်တော်ဒီအသင်းတော်ကနေပြောမှနိုင်ငံရဲ့ခြောက်ကိုထွက်ပြီးအလုံးလုံးမဲ့သူတွေကျွန်တော်တို့စီလာပြီးဆူတောင်းခံတဲ့ခါမှာကျွန်တော်အမြဲတမ်းမှားတဲ့အရာတစ်ခုရှိတယ်ဒီနေရာကနေတခြားနေရာကိုရွှေ့ပြောင်းတာတော့လကောင်းခဏသွားပြီးအလုံးလုံးတာတော့လကောင်းနော်လာပြီးဆူတောင်းခံတဲ့ခါမှာကျွန်တော်မှားတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်အဲ့ဒီနိုင်ငံကိုရောက်ရင်တင်သွားရမယ့်နေရာဒေသကိုရောက်ရင်အလုပ်တွေကိုအရင်မရှာနဲ့သင်ဝိညာဉ်ရေးရာကိုပြုစုပေးမယ်အသင်းတော်ကိုအရင်ရှာပါအဲ့ဒါအရေးကြီးဆုံးပဲဖြစ်တယ်သ
တင်အလုံးလုံးလို့ပတ်စံရရင်တော့မှတင့်ဝိညာဉ်ရပြုစုမဲ့မိသားစုပြုစုပေးမဲ့အသင်းတော်နဲ့မချိတ်ဆက်ထားဘူးဆိုရင်အဲ့ဒီငွေကြေးတွေက night class စီစဉ်သွားလိမ့်မယ် restaurant တွေစီစဉ်သွားလိမ့်မယ် bar တွေစီစဉ်သွားလိမ့်မယ်အလုပ်ပင်ပန်းလို့ဆိုပြီးညနေကျတော့တငယ်ချင်းတစ်တိုင်းနဲ့ရောက်သွားပြီငွေကြေးကတိုးပွားမလာဘူးတကယ်ကိုဆုံးရှုံးမှုယိုပေါက်တွေအများကြီးနဲ့နိုင်ငံခြားကပြန်လာတဲ့တုံရင်ပဲဘာမှအဖတ်မတင်လာဘူးအကျွေးတောင်တင်လိုက်သေးတယ်အေဂျင့်ကိုပေးရမယ်အကျွေးတွေအလောက်ကင်ကအရေးကြီးတယ်တိုးတော်လဲအလောက်ကင်တဲ့အရင်ရှားမယ်အရာမဟုတ်ဘူးစီးပွားရေးတည်မိသားဆိုတဲ့အရေးကြီးဒါပေမဲ့အဲ့ဒါအရင်ရှားမယ်အရာမဟုတ်ဘူးဘယ်နေရာရောက်ဘယ်နေရာမှာပဲနေသင်အရင်ရှားမယ်အရာကတော့ယေရှုခရစ်တော်ပဲဖြစ်တယ်ဟာလေလုယာဖခင်ရဲ့အုပ်စိုးခြင်းကိုဝန်ခံခြင်းကိုပဲအရင်ရှားမယ်သင်သွားတဲ့နေရာမှာအသင်းတော်ရှိလားမရှိလားလိုက်ရှာပါကျွန်တော်ကသူတို့ကိုပြောပြီးတယ်အဲ့နေရာမှာရောက်သွားတဲ့ခါမှာတစီရီအသင်းတော်ရှိတစီရီအသင်းတော်ပါဝင်ပါအကယ်၍မရှိဘူးဆိုရင်သင်ဝိညာဉ်တတ်တာကိုတေချာပြုစုပေးမယ်အသင်းတော်ကိုရှာပါအဲ့ဒါအရေးကြီးဆုံးပဲအဲ့ဒီအရာမရှာဘဲနဲ့ငွေကိုအရင်ရှာတယ်အလုပ်ကိုအရင်ရှာဆိုမင်းပြိုလဲသွားလိမ့်မယ်ခြောက်ကတ်သွားလိမ့်မယ်ဆုံးရှုံးခြင်းတွေရောက်လာလိမ့်မယ်မာနရဲ့နှိပ်စက်ခြင်းတွေရောက်လာလိမ့်မယ်ဒါကြောင့်ဝိညာဉ်ရေးရာကိုဦးစားပေးရှာပါလို့ကျွန်တော်အမြဲတမ်းမှားတယ်ဒါကြောင့်ညီကောင်မများသင်မိသားစုတွေမိသားစုအရေးတွေရှိမယ်သားသမီးရေးရှိတယ်စာဝတ်နေရေးရှိတယ်စီးပွားရေးရှိတယ်အနာဂတ်ရေးတွေရှိအရေးတွေအများကြီးသင်မှာရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာတွေထက်ဖခင်ရဲ့အုပ်စိုးမှုကိုအရင်ရှာရင်အဲ့ဒီအရေးတွေအားလုံးကသူ့ဟာနဲ့သူစီစဉ်တကြဖခင်သခင်ပြင်ဆင်ပေးသွားလိမ့်မယ်ဟာလေလုယာမိသားစုကညင်ဝချင်းချမ်းသာကိုခံစားပြီးဇနီးမောင်နှံကြားထဲမှာအယံตายရတဲ့အိမ်တော်ရေးဖြစ်လာလိမ့်မယ်သားသမီးတွေကလိမ်မာရေးချရှိလာလိမ့်မယ်တင်းရဝန်ထမ်းတွေထင်းရတရခတ်လာနိုင်ငံတော်နဲ့ဖြောက်မဲ့ကြောင့်အရင်ရှာလိုက်အဲ့ဝန်ထမ်းတွေကစေတနာစိတ်နဲ့လှုပ်ပေးတော်သူတွေဖြစ်လာလိမ့်မယ်စီးပွားရေးလုပ်ငန်းတွေကသူ့ဟာသူအဆင်ပြေလာလိမ့်မယ်တင်းအရင်ရှာမဲ့အရာကအရေးတွေအခက်သိမ်းအရာထက်ရှင်ဘုရင်ယေရှုခရစ်တော်ရဲ့အုပ်စိုးခြင်းကိုဝန်ခံပြီးနိုင်ငံတော်နဲ့ဖြောက်မဲ့ကြောင့်အရင်ရှာမယ်ဆိုရင်အရာခက်သိမ်းကစီစဉ်တကြဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရဲ့ mission နိုင်ငံတော်သားတယောက်ဖြစ်ပြီးဆိုရင်ကျွန်တော်တို့အရင်ဦးဆုံးလုပ်ရမယ်ရည်မှန်းချက်ပန်းတိုင် mission ကဘာဖြစ်တယ်လဲနိုင်ငံတော်ကိုရှေးဦးစွာရှာမှာ seek first the kingdom ဒုတိယတင်ရှားမဲ့အရာကတင့်အတွက် mission သင်အတွက် mission ကရည်မှန်းချက်ကဘာလဲဆိုရင်တပည့်တော်ဖြစ်စေခြင်းဖြစ်တယ် making disciples တပည့်တော်ဖြစ်စေခြင်းဖြစ်တယ်မဿဲခန်းကြီး28ငယ်19မှာသင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်လို့ပြောတဲ့အချိန်မှာအဲ့ဒီပြောခံရတဲ့သူတွေကအယောက်900ဝန်းကျင်လောက်ရှိတယ်အဲ့ထဲမှာတပည့်တော်17ပါးပေါ့နော်ယေရှုတိုက်ရှာကာတို့မရှိတော့ဆိုတပည့်တော်17ပါးအပါဝင်ကျန်တဲ့သူတွေမြောက်များဆိုအဲ့ဒီနေရာမှာရှိနေတယ်အဲ့ထဲမှာယောက်ျားတွေလည်းပါတယ်မိန်းမတွေလည်းပါတယ်လူလက်ပိုင်းလည်းပါတယ်လူငယ်လည်းပါတယ်ကလေးလည်းပါတယ်လူကြီးလည်းပါတယ်ဖျားမှုတော်အတွက်စက္ကတ်ထားတဲ့တပည့်တော်17ပါးလည်းပါတယ်လို့စီးပွားရေးလုပ်နေတဲ့သူတွေပါတယ်အိမ်အောင်ရှင်မတွေလည်းပါတယ်အခွန်ခံတွေလည်းပါတယ်မျိုးစုံသောလူမျိုးစုံအစင်တန်းမျိုးစုံဂျာမအကုန်ပါတယ်ဘုရားကပြောသင်တို့တွား၍လူမျိုးတကာတို့အင်္ဂလိပ်တရားဟောပြီးငါတပည့်ဖြစ်စေပါခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမနဲ့ဗတ္တိဇံကိုပေးပါဒါကျွန်တော်တို့အတွက်ဘုရားကပြင်ဆင်ထားတဲ့ mission ကဘာလဲဆိုရင်ကျွန်တော်တို့အားဖြင့်တခြားသောသူတွေသည်ခရစ်တော်ရဲ့တပည့်တော်တွေဖြစ်လာစေဖို့ဖြစ်ပါတယ်ဟာလေလုယာသင်အားဖြင့်တပည့်တော်ဖြစ်လာစေဖို့ရန်အတွက်အလိုရှိတယ်ဘုရားကသင်ကိုယ်တိုင်ဒီတပည့်တော်ဖြစ်ုံသာမကဘဲနဲ့သင်အားဖြင့်ကြံတဲ့သူများသည်လည်းတပည့်တော်ဖြစ်လာစေဖို့သင်ရဲ့အစွမ်းတတ္တိသင်ရဲ့ငွေကြေးသင်ရဲ့အချိန်သင်ရဲ့တက်ဆွမ်းနိုင်မှုသင်ရဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပြီးတော့မှတိဆောက်ပေးပြီးဆွဲခေါ်လမ်းပြပေးကြဖြင့်တပည့်တော်ဖြစ်စေတယ်အဲ့တော့တပည့်တော်ဖြစ်ခြင်းနဲ့သက်ဆိုင်ပြီးတော့မှနော်အချက်၄ချက်ပါဝင်တယ်တပည့်တော်ဖြစ်ခြင်းဆိုတဲ့ process မှာ၄ခုပါတယ်ပထမတစ်ခုကဘာလဲဆိုရင်အင်္ဂလိပ်ကိုဟောခြင်းဖြစ်တယ်ပြောပါအင်္ဂလိပ်ဟောခြင်းအဲ့တော့အင်္ဂလိပ်ကိုဟောဖို့လိုတယ်ဟာလေလုယာအကယ်၍များသင်ကအင်္ဂလိပ်မဟောဘဲနဲ့ဒီသက်ဒီရွယ်ထိဘေးနားမှာရှိတဲ့တစုံတယောက်သောသူကငါ့ကိုယေရှုကြောင့်လေးပြောပါဆိုရင်အေးငါတော့တိတ်မပြောတတ်ဘူးသိလားဒါပေမဲ့ငါသင်ဥစ္စာတော့ပြောတတ်တယ်ငါသင်ဥစ္စာစီခေါ်သွားပြီးမယ်ဆိုပြီးတော့ကိုယ်တိုင်မပြောဘဲနဲ့သူများစီကိုပဲပွဲစားလက်ထက်အပ်နေတဲ့သူတွေအများကြီးရှိနေသေးတယ်ဆိုရင်2026မှာသင်ကိုယ်တိုင်အင်္ဂလိပ်ဝေငါရအောင်ဘာကြောင့်လဲဆိုတော့ဒီနေ့တစ်ချိန်ဒီလောကကထွက်ခွာသွားတဲ့အချိန်မှာဖျားခင်ရှင်မတ်တရအချိန်မှာငါသားငါသမီးမင်းကိုငါအသက်50အသက်60အသက်80အသက်90 lifetime လေးပေးခဲ့တယ်မင်းတို့ငါကောင်းကြီးတွေပေးတယ်သားသမီးတွေကိုပေးတယ်စီစဉ်ဥစ္စာကိုပေးတယ်ကြွယ်ဝခြင်းကိုပေးတယ်အလုပ်တွေကိုငါပေးခဲ့တယ်ကျမ်းမာရေးကိုငါပေးခဲ့တယ်ဒါပေမဲ့ငါအတွက်ကောမင်းအင်္ဂလိပ်တရားဟောခဲ့လားဆိုရင်ကိုတော်ကြီးကျွန်တော်အလုံးမအားလို့ပါအဲ့ချိန်မှာသွားပြီးတော့ excuse ပေးလို့မရဘူးအချိန်မအားလို့ပါသွားပြောလို့မရဘူးနောက်ကျသွားပြီအခုအသက်ရှင်နေတုန်းလေးမှာအင်္ဂလိပ်တရားကိုဟောရအောင်ဟာလေလုယာမဟောတဲ့သိဆိုဒီကိုလာခဲ့မနေ့ကလာမှာအမှန်မှန်တော့အင်္ဂလိပ်1 by 1ဘယ်လိုဟောရမလဲဆိုကျွန်တော်ဒါနဲ့ဆို2ချိန်
တင်ထားပြီဒါပေမဲ့တိတ်မကြခင်မှာနောက်ထပ်တစ်ချိန်ထပ်ပြီးတင်ပေးပါဦးမယ်မနေ့ကလာခဲ့တဲ့သူများလက်ထောင်ပေးပါဦးမနေ့ကလာခဲ့တဲ့သူများကိုဟောလဲမဟောလာလဲမလာတဲ့သူများကလက်ခုပ်တီးပြီးဂုဏ်ပြုပေးရအောင်လက်ခုပ်တီးတာကြိုပြီးတော့မှလေ့ကျင့်တာဘာကြောင့်ဆိုတော့ကောင်းကင်နိုင်ငံရောက်လူများစုရင်လည်းတင်အဲ့တိုင်းပဲထိုင်ပြီးတီးပေးနေရမှာအခုတည်းကလေ့ကျင့်တာကောင်းကင်နိုင်ငံမှာစုယူခြင်းအခုတော့လက်ခုပ်တီးရမှာကိုယ်တိုင်လက်ထောင်တဲ့သူတွေပါဝင်ရအောင်အာမင်နောက်တစ်ချိန်ကျရင်လက်မထောင်တဲ့သူအများကြီးပဲကျွန်တော်တွေ့တယ်နော်ကျွန်တော်တို့အတင်းတော့ဓာတ်ပုံရိုက်ထားတယ်နော်ပြန်ရှာမှာအဲ့မျက်နှာတွေကိုအင်္ဂလိပ်တရားဟောရအောင်အာမင်ဒါပေမဲ့ခက်တာတစ်ခုကလေကျွန်တော်တို့အသင်းတော်တွေကအင်္ဂလိပ်တရားဟောရင်ပြည့်စုံသွားပြီလို့ထင်တာဖခင်မိန့်ပါထားတာအင်္ဂလိပ်တရားဟောဖို့တသက်ပဲမဟုတ်တပည့်တော်ဖြစ်စေဖို့အဲ့ဒီ process ရှိတယ်အစီအစဉ်ရှိတယ်ခြေလှမ်းရမယ့်အရာရှိတယ်ဖြစ်စဉ်တစ်ခုရှိတယ်လှုပ်ဆောင်မယ့်အရာတစ်ခုရှိတယ်အဲ့တော့အင်္ဂလိပ်တရားဟောပြီးတဲ့နောက်မှာဆက်ပြီးပြုစုရမယ့်အရာရှိအဲ့ဒီမှာ teachings သွန်သင်ခြင်းဆိုတာပါတယ်သူတို့ကိုသွန်သင်ပေးရတယ်အခုကျွန်တော်အသင်းတော်တော်တော်များများကိုကြည့်တယ်အင်္ဂလိပ်တရားဟောလားဆိုတော့ဒီဇင်ဘာကာလမှာဟောတဲ့အသင်းတော်အများကြီးပဲတချို့အသင်းတော်တွေလည်းပဲဒါမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ဒီ training မှာတချို့အသင်းတော်တွေကလည်းအင်္ဂလိပ်တရားရောက်ဒီဇင်ဘာကာလရောက်ပြီးဆိုအရင်နိုးထားတာဘာအတွက်နိုးထားလဲဆိုတော့ဈေးအောင်ပွဲလုပ်ဖို့နိုးထားကြတယ်ကယ်ရစင်းကနေထွက်ဖို့နိုးထားကြတယ်အသင်းတော်မှာပြဆက်တွေကဖို့နိုးထားကြတယ်MTV Christmas သချင်းလေးတွေ MTV ရိုက်ဖို့အတွက်နိုးထားလာကြတယ်တချို့အသင်းတော်တော့တကယ်အင်္ဂလိပ်တရားဟောတာဒါပေမဲ့အဲ့လိုအင်္ဂလိပ်တရားဟောတဲ့အသင်းတော်များပင်နဲ့ကျွန်တော်ကြည့်နေတယ်လူ100ကနေထပ်ပြီးတိုးပွားမလားလူ200ကနေထပ်ပြီးတိုးပွားမလားဘာကြောင့်လဲဆိုအင်္ဂလိပ်သွားဟောပြီးပြောင်းလဲတဲ့သူတွေကိုပြန်လဲပြုစုပေးတဲ့သွန်သင်ပေးတဲ့တပည့်တော်ဖြစ်စေတဲ့ process မရှိဘူးကျမ်းစာထဲမှာကြည့်တဲ့အခါမှာနေဟမိကိုဖျားကတကားပေါက်10ပေါက်ကို orderly စနစ်တကျအစီအစဉ်လိုက်တိဆောက်ခိုင်းတဲ့အခါမှာနေဟမိအရင်ဦးဆုံးတိဆောက်ရတဲ့အရာကတိုးတကားဖြစ်တယ်တိုးတကားဆိုတာတိုးထိန်ခြင်းအမှုကိုပြုသော ministry လုပ်ငန်းကိုပုံဆောင်ခြင်းဖြစ်တယ်လူတွေကိုကြည့်ရှုရတယ်ပြုစုရတယ်သွန်သင်ပေးရတယ်နော် nurture နော်သူကိုလေ့ကျင့်ပြုစုပေးရတဲ့စသဖြင့်ဒါတွေအားလုံးကတိုးထိန်ခြင်းနဲ့ဆိုင်တဲ့အရာဖြစ်တယ်နောက်တစ်ခုငါးတကားကဒုတိယမှာလိုက်ပြီးတော့မှတိဆောက်ရတယ်ငါးတကားဆိုတာကဒါပျောက်ဆုံးဝိညာဉ်တွေအင်္ဂလိပ်ကိုဆိုလိုခြင်းဖြစ်တယ်အင်္ဂလိပ်ကိုဟောပြောခြင်း mission တွေကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်မလို့ဖခင်ကဒါကိုနားလည်စေခြင်းနဲ့အသင်းတော်တွေကိုတင်းဥဆရာတွေကိုအမှုတော်ဆောင်တွေကိုတင်းဒီဖခင်ရဲ့အမှုကိုဆောင်တော်သူဖြစ်တယ်တိအားဖြင့်အင်္ဂလိပ်တရားဟောဖို့ဖခင်တင်းကိုစေလွှတ်ထားတယ်ဒါပေမဲ့တင်းအင်္ဂလိပ်တရားသွားဟောတဲ့အခါမှာတေချာပေါက်တန်ရှင်တော်ဝိညာဉ်တော်ပြန်အလုတ်လုတ်ခြင်းအပြင်သူသည်တင်ဟောလိုက်တဲ့သူဒီတေချာပေါက်ယုံကြည်လက်ခံလာလိမ့်မယ်ယုံကြည်လားတချို့ကမယုံကြည်ဘူးနော်ဟောတာပြောင်းလဲပါမလားဆိုတဲ့တန်တရားစိတ်နဲ့ငါလည်းမပြောတတ်ဘူးဆိုတော့လေငါပြောတာများလဲပြီးတော့များသူများပြောင်းလဲမှာမဟုတ်တော့ပါဘူးဒါပေမဲ့လည်းဘုရားကခိုင်းတယ်ဆိုတော့ငါပြောကြည့်အောင်ပါပဲဒါမျိုးရှိတယ်ယုံကြည်ပါတင်ပြောရင်ဝိညာဉ်တော်ကအလုပ်ကိုလုပ်ပေးတယ်တေချာပေါက်ပြောင်းလဲလိမ့်မယ်ဟုတ်ပြီအဲ့တော့ပြောင်းလဲပြီးတဲ့သူကိုတေချာပြုစုပြီးတဲ့သင်ငန်းစာတွေပြင်ဆင်ထားဖို့လိုတယ်။ကျွန်တော်ဒီအသင်းတော်မှာအင်္ဂလိပ်တရားဟောဖို့အားပေးတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကျွန်တော်ပြောတဲ့အရာတစ်ခုရှိတယ်။အသင်းတော်နဲ့ဝေးကွာလွန်းတဲ့နေရာဒေသတွေမှာလိုက်မဟောနဲ့။အကယ်၍သွားဟောလို့ပြောင်းလဲပြီးပြီဆိုရင်သူ့ကိုမပြုစုဘဲနဲ့သင်တခြားနေရာထပ်သွားအောင်မယ်။ဟောအောင်မယ်။အဲ့ဒီနေရာမှာပြောင်းလဲလာလို့အဲ့ဒီလူတွေကိုထားခဲ့ပြီးသင်နောက်တဲ့နေရာသွားပြီးဟောအောင်မယ်။သင်ကအရင်ဟောတာအရင်ဝါသနာပါလို့ပဲဖြစ်အရင်တက်ကြွလို့ပဲဖြစ်သင်လိုက်ဟောလိုက်မယ်။ပြောင်းလဲလာတဲ့သူတွေမပြုစုဘဲနဲ့ဒီတိုင်းထားရင်တစ်ချိန်ရောက်ရင်သူတို့ပြန်လဲသွားရင်ပြောရတာပိုခတ်သွားပြီပြန်ပြုစုရတာအရင်ခတ်သွားတယ်။အသင်းတော်တွေမတိုးပွားခြင်းအကြောင်းရင်းကတိုးတကားကိုအရင်မတိဆောက်ဖက်နဲ့ငါးတကားကြီးပဲတိဆောက်ထားတဲ့အတွက်ကြောင့်အသင်းတော်ကိုသူတို့ကိုရောက်လာတဲ့ခါမှာသူတို့ဘယ်လိုပြုစုအောင်မသိဘူး။ဒါပေမဲ့ဒီအသင်းတော်မှာဂျေဇုတော်အပြင်ကျွန်တော်တို့အဲ့လူတွေကိုပြုစုနိုင်ဖို့ရန်အတွက် cell group တွေကိုတေချာခိုင်ခန့်အောင်တိဆောက်ထားတယ်။ပြီးရင်ယုံကြည်ပြောင်းလဲလာတဲ့သူတို့ကိုစနစ်တကျနဲ့တဆင့်ပြီးတဆင့်ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာတွေကိုသွန်သင်ပေးတဲ့သင်ခန်းစာအများကြီးကျွန်တော်တို့ပြင်ဆင်ထားတယ် believer class start of faith ဆိုပြီးကျွန်တော်နာမည်ပေးထားတယ်။ယုံကြည်ခြင်းခြေလှမ်းဆိုပြီးနာမည်ပေးထားတယ်။ believer class တွေကျွန်တော်ထားပေးတယ်အဲ့တော့ဒီနေရာမှာဘာပါလဲ baptism ပေးခြင်းပါတယ်ယဉ်နေချင်းမင်္ဂလာခံယူပြီးတဲ့နောက်မှာနောက်ထပ် baptism တစ်မျိုးကြံသေးတယ်အဲ့ဒါဝိညာဉ်တော်၌ခံသော baptism ရေ baptism ပဲရယုံတာမကဘဲနဲ့ဝိညာဉ် baptism ရဖို့ရန်အတွက်လည်းလှုပ်ဆောင်ခြင်းထဲမှာတပည့်တော်ဖြစ်စေခြင်းအခန်းကဏ္ဍပါဝင်တယ်တပည့်တော်ဖြစ်စေခြင်းမှာအဲ့ဒါတွေပါတယ်နောက်ယုံကြည်သူကိုတေချာလေ့ကျင့်ပေးခြင်း training ကိုယ်တိုင်အင်္ဂလိပ်သတင်းစကားကိုကြားပြီးပြောင်းလဲခဲ့တယ်လို့ကိုယ်ကလည်းသူတို့ဘာကိုအင်္ဂလိပ်သတင်းစကားဘယ်လိုဟောရမလဲဆိုတာကိုတေချာလေ့ကျင့်ပေးထားဖို့လိုတယ်နော်ဒါကြောင့်မလို့9မိနစ်ရ9မိနစ်10မိနစ်ရ10မိနစ်15မိနစ်ရ15မိနစ်နိုင်ဝက်ရနိုင်ဝက်တေချာထိရောက်ဝေငါဟောပြောနိုင်ဖို့ဒီအသင်းတော်ကတောက်လျှောက်လေ့ကျင့်ပေးတဲ့ချိန်မှာသင်ပဲရောက်နေလေ
လေ့ကျင့်ပြုစုပေးခြင်းထဲမှာပါနေဖို့လိုတယ်ဟာလေလုယာကျွန်တော်တို့ဧဝံဂေလိဟောရုံတက်ပြုတ်များမဟုတ်ဘဲနဲ့ပြောင်းလဲလာတဲ့သူကိုတေချာလေ့ကျင့်ပေးဖို့လိုတယ်ပြုစုပေးဖို့လိုတယ်စုဘလို့တောင်းရမလဲတချို့စုမတောင်းတတ်ဘူးနော်တကယ်လုံးဝခရစ်တော်ကိုမသိတဲ့သူတွေပြောင်းလဲလာတဲ့ခါမှာစုဘလို့တောင်းရမလဲစုဘလို့တောင်းရမလဲပြီးတော့ခရိယန်အသက်တာဆိုတာရယူခြင်းအသက်တာမဟုတ်ပေးကမ်းခြင်းအသက်တာဖြစ်တယ်ဆိုတာကိုပေးကမ်းခြင်းနဲ့ဆိုင်တဲ့အောင်တွင်တင်ပေးတဲ့အခါမှာဂျေဇုတော်အလှငွေဆိုတာဘာလဲဆေဘိုးတဘို့ဆိုတာဘာလဲဆေဘိုးတဘို့ဘာကြောင့်ပေးရတာလဲပေးခြင်းအပြင်ဘာအကျိုးကျေးဇူးရလဲဒါတို့ကျွန်တော်တို့သေချာစနစ်တကျ foundation တွေချပြီးတင်ပေးဖို့လဲအဲ့ဒါတိုးထိန်ခြင်းအမှုရာဖြစ်တယ်ပြုစုပေးရတယ်အပင်ပန်းခံရတယ်စိတ်ရှည်ရတယ်အနွန်နာခံရတယ်အဖို့ခအများကြီးပေးရတယ်ဒါကြောင့်တပည့်တော်ဖြစ်စေဖို့တင့်ကိုခေါ်ထားတဲ့အခါမှာတင်သည်တင့်ရဲ့အတ္တအားဖြင့်သူတစ်ပါးကိုအင်္ဂလိပ်ဟောပြောခြင်းသူ့ကိုနော်စီးစနစ်ပိုင်းဆရာမသင်ကြားပေးခြင်းတင်သိထားတဲ့အတွေ့အကြုံတွေနဲ့သူ့ကိုလမ်းညွှန်ပြသခြင်းတချို့ကပညာရေးနဲ့ဆိုင်တာပါမယ်နော်စီးပွားရေးကိုဘယ်လိုလုပ်ရမလဲဆိုတော့ပါမယ်ဈေးကိုဘယ်လိုရောင်းရမလဲဆိုတော့ကိုကအတွေ့အကြုံရှိထားတော့သူ့ကိုပြန်ပြီးတော့မှသင်ပေးတာပါမယ်စောင့်ပြအများကြီးပါခြင်းအပြင်နော်သူ့ကိုဆွဲခေါ်လမ်းပြသုံးသင်ပေးခြင်းအပြင်တပည့်တော်ဖြစ်လာစေခြင်းဖြစ်တယ်ဒါကဒုတိယမစ်ရှင်ဖြစ်တယ်တတိယမစ်ရှင်ကဘာလဲဆိုရင်ကောင်းကင်ဘုံရဲ့တကူးမြတ်အတန်ဖိုးတွေကိုမြေကြီးပေါ်ကိုယူဆောင်လာခြင်းဖြစ်တယ်ဟာလေလုယာကောင်းကင်ဘုံရဲ့တန်ဖိုး heaven's value ကိုကျွန်တော်တို့မြေကြီးပေါ်မှာယူဆောင်လာဖို့ရန်အတွက်ကျွန်တော်တို့ကိုဘုရားသခင်က mission ဖြစ်နေခိုင်းစေထားတယ်ဒါဆိုရင်ကောင်းကင်ဘုံရဲ့တန်ဖိုးဆိုတာဘာလဲဆိုရင်ဒီနေရာမှာအချက်၅ချက်လေးနဲ့ကျွန်တော်ဖော်ပြထားတယ်တမန်တရား truth ပြီးရင်ချစ်ချင်းမေတ္တာညီသက်ချင်းဖြောင့်မတ်ခြင်းတရားမျှတခြင်းတမန်တရား truth ဆိုတဲ့အရာကျွန်တော်လောကမှာအမှန်တရားတွေရှိတယ်လူရဲ့နီလန်းနဲ့လှုပ်ဆောင်တဲ့လူနီလန်းဆိုတာရှိတယ်လူတွေသတ်မှတ်ထားတဲ့လူမှုအဖွဲ့အစည်းကသတ်မှတ်ထားတဲ့အမှန်တရားတွေရှိတယ်အဲ့ဒီအမှန်တရားတွေကအရင်တော့ဟိုးဘိုးဘေးတုန်းကအမှန်တရားတွေကတဖြည်းဖြည်းခေတ်ကာလပြောင်းလဲလာပြီးအသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာစာတွေအများကြီးဖတ်လာတဲ့အခါမှာတချို့အရာတွေကဒါမမှန်ဘူးနော်ဆိုပြီးဖယ်ရှားလိုက်ရတဲ့အရာတွေရှိတယ်အဲ့ခေတ်ကာလမှာတော့ဒါအမှန်တရားပဲဘာမှလာမပြောနဲ့ဒါဒီအတိုင်းဝိုင်းဒီလူမျိုးစုကဒါမျိုးကိုလက်ခံထားတာဒါပေမဲ့ခေတ်ကာလပြောင်းလဲလာတော့အဲ့ဒါကမမှန်တော့ဘူးဆိုတော့သဘောပေါက်လာတယ်ညီကောင်မများလောကရဲ့ဤဥပဒေသားတွေကအပြောင်းလဲရှိတယ်နော်ကျွန်တော်တို့ယက်တီရမယ့်အရာအသက်ရှင်ရမယ့်အရာဒီလောကရဲ့ဤဥပဒေသားနဲ့မဟုတ်ဘူးဖခင်ရဲ့ဤဥပဒေသားဖြစ်တယ်ဟာလေလုယာ godly principles နဲ့ကျွန်တော်တို့အသက်ရှင်ရမှာအဲ့တော့တမန်တရားဆိုတာဘာကိုပြောတာလဲဆိုရင်ဖခင်သခင်ရဲ့ဤဥပဒေသားတွေကိုဆိုလိုခြင်းဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းကိုဒီလိုလုပ်ရမယ်နော်စီးပွားရေးလုပ်ငန်းထဲမှာလုပ်နေကြတဲ့သူတွေကအချင်းချင်းဤဥပဒေသားတွေဤစနစ်တွေသူတို့ရဲ့နီလန်းတွေရှိလိမ့်ဒါပေမဲ့ယုံကြည်သူစီးပွားရေးလုပ်ငန်းရှင်ကတော့သူတို့ရဲ့နီလန်းနဲ့အလုပ်လုပ်တာမဟုတ်ကောင်းကင်ရဲ့နီလန်းနဲ့အလုပ်လုပ်တဲ့အခါမှာအဲ့ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ရှေ့မှောက်မှာနှာတစ်ပြားသားတော့ခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်အောင်မြင်ခြင်းကိုဘုရားသခင်ပြင်ဆင်ပေးတယ်အဲ့တော့အဲ့ဒီနေပေထဲမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာဇနီးမောင်နှံကြားထဲမှာလည်းပဲလူရဲ့နီလန်းနဲ့မဟုတ်သူတို့ပြောတဲ့အရာတွေကအမှန်တရားဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အမှန်တရားနဲ့အသက်ရှင်မှာမဟုတ်ဘူးတချို့ရှိတတ်တယ်နော်အိမ်အောင်ကြပြီဆိုရင်တားရှင်ဘက်ကနေတားရှင်ကိုခေါ်တယ်သမီးရှင်ဘက်ကလည်းသမီးကိုခေါ်တယ်ငါသမီးနင်အိမ်အောင်ကြပါရင်လေနင်ယောက်ျားကိုဒီလိုချိုးထားသိလားလုံးဝမထောင်စေနဲ့အကုန်ချိုးထားဟိုကလည်းမလိုက်ရောနဲ့ဒီကလည်းမလိုက်ရောနဲ့ငါတော့ဆိုဘလို့ခံခဲ့ရတယ်နင့်ဖေနဲ့အဲ့တော့နင့်လှည့်ချင်လုံးဝမခံရစေနဲ့အဲ့ဒါလေးနားထောင်လိုက်တော့လေဟုတ်တယ်လို့ပဲမှန်တယ်နော်အမျိုးသားဘက်ကလည်းအဲ့လိုပဲသူ့ရဲ့သားရှင်အမေမိဘတွေကခေါ်ပြီးမှနင်နော်နင်မိမရနင်မိမောင်တိချဖိနေထားနော်လုံးဝဟိုကမဖြစ်စေနဲ့နော်အခွင့်အရေးမပေးနဲ့နော်မိမတွေဆိုလွယ်တာမဟုတ်ဘူးဒီလိုလောက်ထားမှရမှာနီးမျိုးစုံနဲ့သင်ပေးလိုက်မယ်နားထောင်ကြည့်တော့လဲဟုတ်တယ်လို့ပဲမှန်တယ်လို့ပဲဒါမဲ့လူရဲ့နီလန်းနဲ့အိမ်အောင်ရေးကိုတိဆောက်လို့မရ godly principle ကောင်းကင်ရဲ့တန်ဖိုးနဲ့အိမ်အောင်ရေးကိုတိဆောက်ရတာဖြစ်တယ် hallelujah တင်းရဲ့စီးပွားရေးထဲမှာထုံနေ၎င်းမယ်မိသားစုရေးမှာလည်းထုံနေ၎င်းမယ်ပေါင်းသစ်ဆက်ဆံရေးမှာလည်းထုံနေ၎င်းမယ်အထက်အောက်ဆက်ဆံရေးမှာလည်းထုံနေ၎င်းမယ်ဘယ်နေရာမှာမဆိုဘုရားခင်ဒီကဏ္ဍပေါင်းစုံတွေသူ့ရဲ့ principle ဤဥပဒေသားတွေကိုဖော်ပြထားပေးတယ်အဲ့ဒီအရာပေါ်မှာယက်တီခြင်းကကောင်းကင်ရဲ့တန်ဖိုးကိုမြေကြီးပေါ်မှာဆွဲချလာခြင်းဖြစ်တယ်သင်ရောက်တဲ့နေရာထဲမှာကောင်းကင်ရဲ့တန်ဖိုးနဲ့အသက်ရှင်ရမယ်နောင်ကာလမှာလူတွေကမေတ္တာခေါင်းပါလာလိမ့်မယ်ဒါပေမဲ့သင်ထဲကတော့မေတ္တာစီးစင်းနေရမယ်ဟာလေလုယာခေါင်းပါပလိစေသူတို့တွေခေါင်းပါပလိစေဒါပေမဲ့သင်မေတ္တာစီးစင်းနေရမယ်သင်ရဲ့အထက်မှာငြိမ်သက်ခြင်းရှိနေရမယ်ဟာလေလုယာကျန်တဲ့သူတွေကငြိမ်သက်ခြင်းမရှိဘဲနဲ့လောကကငြိမ်သက်ခြင်းခဏပဲတိတယ်လीနော်အိတ်ဖောင်းရင်တော့စိတ်ပြောင်းလာတာပေါ့ပြီးအိတ်ပိန်သွားရင်လည်းစိတ်ပိန်သွားတယ်ဒါပေမဲ့အဲ့ချိန်မှာသင်ကတော့ငြိမ်သက်နေတယ်ငွေကြေးတက်သွားပြီဆိုရင်လည်းဒေါ်လာစီးတွေတက်သွားဆိုလည်းငြိမ်သက်နေတယ်ဘေးရတွေကတော့ဘယ်လိုဖြစ်သွားပြီဆိုလည်းငြိမ်သက်နေနိုင်ငံရေးအခြေအနေဆိုလည်းငြိမ်သက်နေတယ်လူတွေကသင်ကိုကြည်လာတဲ့အခါမှာဟာဒီတယောက်တော့ငါတို့တွေအလုပ်ပြုတ်တော့မှစိတ်ပူနေချိန်မှာ तू လည်းအလုပ်ပြုတ်မဲ့ထဲမှာပါနေတဲ့တန်းဘာလို့ငြိမ်သက်နေတာလဲဒီလောက်အခြေအနေဆိုတဲ့ရောက်နေတော့ तू ဘာကြောင့်ငြိမ်သက်နေတာလဲ
ဒီလောက်စီးပွားရေးတွေဆုံးရှုံးသွားတော့မှငါတို့ဆိုရင်တော့ဒါယူမတက်ဖြစ်သွားပြီ तू ကဘာကြောင့်ငြိမ်သက်နေတာလဲ तू ကိုးကွယ်တော့ तू ကဘာတူလဲဟာလေလုယာငြိမ်သက်ခြင်းရှိယေရှုခရစ်တော်ဘုရားကိုမြင်တွေ့လာစရာအကြောင်းဖြစ်တယ်တရားမျှတခြင်းလည်းအဲ့လိုပဲဖြောင့်မတ်ခြင်းလည်းအဲ့လိုပဲလူများတွေကတော့လှုပ်ပုံဆောင်ပုံတွေထဲမှာမိုးခါရေတောက်ရတဲ့အရာများကြီးရှိလိမ့်မယ်သူများမိုးခါရေတောက်တဲ့တိုင်းသင်လိုက်တောက်ဆရာမလို့သင်ကတော့ Godly Principle နဲ့သွားမယ်သူဖြစ်တယ်စီးပွားရေးလုပ်ရင်စီးပွားရေးထဲမှာ claim ကြတဲ့အရာတွေ twist လုပ်တဲ့အများကြီးရှိလိမ့်မယ်ဒါပေမဲ့သင်ကတော့ကောင်းကင်ရဲ့တန်ဖိုးနဲ့အလုတ်လောက်တော်သူဖြစ်ရမယ်ဟာလေလုယာသူများကိုဖြန်မကြဘူး1000တန်ကို1000တန်မရောဘူးရောင်းနေရင်တော့ရဖြောင့်မတ်ခြင်းနဲ့သူတို့ဘာကိုချင်းစာစိတ်နဲ့အလုပ်လုပ်ပါအာမင်ဖေကောင်းကင်ရဲ့တန်ဖိုးနဲ့အသက်ရှင်ဖို့ရတဲ့ဘုရားသခင်တင့်ကိုခိုင်းစေတာဒါကြောင့်ယောမအခန်းကြီး14အငယ်7ခွန်မှာဘုရားသခင်နိုင်ငံတော်သည်အစားတောင်းနိုင်မတည်ဖြောင့်မတ်ခြင်းငြိမ်သက်ခြင်းတန်ရှင်သောဝိညာဉ်တော်အပြင်ခံရသောဝမ်းမြောက်ခြင်း၌တည်၏ဒါကြောင့်ဘုရားသခင်နိုင်ငံတော်ကိုဒီຢာတွေနဲ့တိဆောက်ဖို့ရန်အတွက်ကောင်းကင်ဘုံရဲ့တန်ဖိုးကိုမြေကြီးပေါ်မှာယူဆောင်လာဖို့တင့်ကိုဘုရားသခင်ကမစ်ရှင်ပေးထားတယ်ပန်းနိုင်ပေးထားတယ်ပထမဆုံးပန်းနိုင်ရပါလေလာပြီမနေ့တုန်းကအတိုင်းပဲမနေ့ကပရိသတ်တွေလိုက်လို့ပဲပထမဆုံးကျွန်တော်မစ်ရှင်ပထမမစ်ရှင်ကပါလဲနိုင်ငံတော်ကိုယင်ဥစွာရှာမယ်တော့ခမ်းမတဲ့တော့မထွက်သေးဘူးအဲ့နိုင်ငံတော်ဘယ်ရောက်သွားလဲမသိနိုင်ငံတော်ကပထမဥစွာရှာမယ်ပြီးရင်ဒုတိယတပည့်တော်ဖြစ်စေရမယ်အသင်အားဖြင့်အဲ့တော့တပည့်တော်ဖြစ်ကြောင်းဘလို့မလုပ်တတ်ဘူးဆိုရင်အသင်တော်ကိုလာအသင်တော်က training တွေမှာလာတက်တဖြည်းဖြည်းနဲ့သင်ကိုယ်တိုင်တပည့်တော်ဖြစ်လာပြီးသူတစ်ပါးကိုတပည့်တော်ဖြစ်စေနိုင်လိမ့်မယ်တတိယချက်ကောင်းကင်ရဲ့တန်ဖိုးကိုမြေကြီးပေါ်မှာကျွန်တော်ရောက်တဲ့နေရာတိုင်းကိုတည်ဆောင်သွားဖို့ရန်အတွက်ဖြစ်တယ်ဒါကျွန်တော်လုပ်ရမယ့် mission ဖြစ်တယ်အဲ့တော့ mission ကျွန်တော်ရဲ့ပန်းတိုင်ရည်မှန်းချက်တစ်ခုရှိပြီးပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ရမယ့်အရာတစ်ခုရှိအဲ့ဒါဘာလဲဆိုရင် kingdom assignments ဖြစ်တယ်ဟာတော့တက္ကသိုလ်တက်နေတဲ့သူတွေပဲ assignment ရေးရတာမဟုတ်ဘူးเนาะ assignment လုပ်ရတာမဟုတ်ကျန်းစာကျောင်းသူကျောင်းသားတွေဆိုအရင် assignment လုပ်ရတယ်သူတို့တွေနေရောညရော assignment ရေးရတဲ့အဖွဲ့တွေသူတို့ပဲ assignment ရတာမဟုတ်ကျွန်တော်တို့ယုံကြည်သူဒီမှာထိုင်နေသူတယောက်ချင်းစီတိုင်းတွေဘုရားသခင်ပြင်ဆင်ထားတဲ့ assignment ဆိုတာရှိတယ်အာမင်လူတိုင်းတွေဘုရားသခင်နိုင်ငံတော်မှာပေးအပ်သောတာဝန်ရှိတယ် God's kingdom assignment သင်ရလက်ထဲမှာဘုရားသခင်ပေးထားတယ်အဲ့တော့အဲ့ဒီ assignment တွေကပါလဲအဲ့ဒီပေးရခံရတဲ့တာဝန်တွေကပါလဲနံပါတ်1သင်သည်ကောင်းသောအကျင့်အပြင်အသက်ရှင်ရအတွက်ဖန်ဆင်းခံရတယ်ဟာလေလုယာကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့ဘုရားသခင်ဒီရှေးမစွာတွေကသင်ရဲ့မွေးဖွားခြင်းမပြုတ်မီကတည်းကပင်နေသင်ကိုအဲ့ဒီ assignment ကို set up လုပ်ထားပေးတယ်သင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့အသက်တာပြောင်းလဲသွားတဲ့အချိန်မှာအရင်တော့အကျင့်ဟောင်းနေနဲ့ဆက်ပြီးဒီထဲမှာပါမလာဘဲနဲ့ဆက်သွားတဲ့အနာဂတ်ခရီးသည်ကောင်းသောအကျင့်ကိုကျင့်ပြီးဆက်သွားဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်ထားတယ်ကျမ်းစာတစ်ပိုက်ကိုဖတ်ရအောင်အိဗက်ခန်းကျင်းတဲ့အငယ်30မှာအဘယ်ကြောင့်နည်းဟုမူကားငါတို့သည်အတူတူဖတ်ရအောင်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူလိမ့်မည်ဒီနေရာမှာငါတို့သည်ကောင်းသောအကျင့်တို့ကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်တယ်ကျွန်တော်တို့ပြန်လဲပြီးဖန်ဆင်းထားတယ်ဘယ်အချိန်မှလဲဆိုယေရှုကိုကျွန်တော်တို့ယုံကြည်လက်ခံလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီ new creation ဖြစ်သွားတယ်အသက်ဖန်ဆင်းခြင်းခံရသောတရားဖြစ်တယ်ဒါကြောင့်မလို့ကျမ်းစာတစ်ချက်မှာလူမြည်ဒီကခရစ်တော်၌ရှိလျင်အသက်ပြုပြင်သောတရားဖြစ်တယ်တဲ့ new creation ဖြစ်တယ်တဲ့ brand new ဖြစ်သွားတယ်တဲ့အဲ့တော့အလင်းတော်ရဲ့နိုင်ငံတော်သားဖြစ်ပြီးတဲ့နောက်မှာခရစ်တော်အားဖြင့်ကျွန်တော်တို့ဒီအသက်ပြုပြင်ခြင်းကိုခံရတဲ့ brand new အသက်တာကိုရပြီးတဲ့အခါမှာအရင်တုန်းကမှောင်မိုက်မှာရှိနေတဲ့အကျင့်တွေနဲ့ဘာလို့ရောဆက်မှာလဲတချို့ထင်တယ်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံရင်အဲ့ဒါက license အပြစ်လုပ်တဲ့ license ရသွားသလိုပဲတရားဟောတဲ့အုပ်စုတွေအများကြီးရှိတယ်ကြားရတာစိတ်မကောင်းဘူးတချို့ပြောကြတယ်ယေရှုခရစ်တော်ကကုန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တည်းကကျွန်တော်တို့ရဲ့အပြစ်တွေအားလုံးကိုလဝါကတိုင်ပေါ်မှာစေးကြောပြီးအကုန်လုံးရှင်းခဲ့ပြီးပြီတဲ့ကျွန်တော်တို့ရဲ့အတိတ်မှာပြုခဲ့တဲ့အပြစ်တွေကျွန်တော်တို့ရဲ့မျက်မှောက်မှာပြုတဲ့အပြစ်တွေဆက်ပြီးရှေ့နာကမှာပြုအောင်မဲ့အပြစ်တွေအားလုံးကိုအကုန်အစင်ပေးချေပြီးအကုန်ရှင်းပေးပြီးသွားပြီတဲ့ကျွန်တော်တို့ဒီအပြစ်ကင်းသောသူဖြစ်တဲ့ကြောင့်ကျွန်တော်ဘာပဲလို့အပြစ်ကင်းတယ်ဂျေဇုတော်ကိုချီးမွမ်းလိုက်ရုံပဲတဲ့အဲ့နားလေးမှာရက်နေတော်သေးတယ်အာမင်ထူတဲ့အတွက်ကြောင့်လည်းဂျေဇုအများကြီးတင်တယ်အဲ့ဒီလူတွေကဘာထပ်ပြောလဲအေးအဲ့လိုဘုရားကအကုန်လုံးရှင်းပေးပြီးဖြစ်တဲ့ကြောင့်အရက်တောက်ရင်လည်းပဲအရက်ဆိုင်တဲ့ဝင်ပြီးပြန်ထွက်လာတဲ့ချိန်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ယေရှုခရစ်တော်ငါ့ရဲ့အပြစ်အားလုံးကိုစေကြောဖြူစင်ပေးခဲ့ပြီးငါကတန်ရှင်းတော်သူဖြစ်တယ်ဂျေဇုတင်တဲ့ကိုတော်ချီးမွမ်းလိုက်တာနဲ့အားလုံးပြီးသွားပြီအပြစ်တောင်းပန်စရာမလိုပြည်တစားစီသွားတယ်ပြည်တစားအိမ်ဝင်တယ်ပြည်တစားနဲ့ပေါင်းဖော်ပြီးတော့
အခန်းထဲကပြန်ထွက်လာခြင်းမှာအိုးလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ယေရှုငါတို့အပြစ်အားလုံးကိုစီကြောပြီးငါကတန်ရှင်းတော်သူဖြစ်တယ်ယေရှုတင်တဲ့ကိုတော့အစဉ်ပြေတယ်အဲ့လိုဟောတဲ့သူတွေအများကြီးရှိတယ် no မဟုတ်ဘူးသင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးပြီဆိုရင်အဲ့ဒီအပြစ်နဲ့ရောရှက်ပေါင်းဆက်ဖို့မဟုတ်ဘဲနဲ့ကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့သင်ကိုရွေးနှုတ်ထားတာဖြစ်တယ်အာမင်ဘသူကမှအသက်ကိုအဟောင်းနဲ့ပေါင်းမပေါင်းဘူးလေမဟုတ်ဘူးလားသင်တော်မှမပေါင်းတာဘသူကဖုန်းအသက်ဝယ်ပြီးတဲ့အခါမှာဆိုကြပါစို့သင် iPhone နောက်ဆုံးဘာထွက်တာလဲကျွန်တော်လည်းအဲ့ update တွေသိမသိတော့17လား18လား17 Pro Max ထွက်လာတယ်အဲ့ Pro Max ကိုသင်ကင်ပြီးတော့လေသင်ရဲ့ iPhone အဟောင်းကကွဲနေတဲ့မှန်ကြီးကိုလေဖြုတ်ပြီးတော့မှအဲ့ဒီအသစ်ချက်ချွတ် iPhone 17ရဲ့မျက်နှာပြင်ကိုပြန်ပြီးအစားထိုးလာပြောကားအသစ်ကြီးဝယ်လာတယ်တန်ကြီးတစ်ချက်မှမရှိတဲ့မူလီတွေ security နဲ့တေချာချက်ထားတယ်လှုပ်ထားတယ်အဲ့ဒါကိုသင်ရဲ့အစုပ်ပြက်ကားဟောင်းပြက်ကြီးထဲကတန်ကြီးအလိမ့်တက်နေတဲ့မူလီတွေနဲ့သင်ရဲ့ဘိန်းမှာလာတက်လာပြောသင်နှောင်မှသင်ပစ္စည်းကိုအဟောင်းနဲ့မရောရင်ဖျားပိုင်နဲ့သင်ကိုအဟောင်းနေနဲ့ဘာလို့ရောမှာလဲဟာလေလုယာအရင်တော့အဟောင်းနေပြန်မထဲနဲ့တော့လေထားခဲ့လိုက်တော့အရင်တော့ခွင့်မလွတ်နိုင်ခြင်းကိုပြန်သဲမလာနဲ့တော့လေထားခဲ့လိုက်တော့အရင်တော့ဆွဲနေခြင်းနဲ့သဲမလာနဲ့တော့လေလာအစားမထိုးနဲ့လေထားခဲ့လိုက်တော့ဖျားကသင်ကို brand new ဖြစ်ထားပြီးပြီပြင်ဆင်ထားပြီးပြီအသစ်သောအရာကိုပေးထားပြီးပြီဟာလေလုယာဒါကြောင့်သင်ရဲ့ assignment ဒီဆက်ပြီးလာမယ့်အနာဂတ်မှာကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့ရန်အတွက်ပြင်ဆင်တယ်ကျွန်တော်တို့ကောင်းသောအကျင့်ကျင့်တယ်ဆိုတာကကယ်တင်ခြင်းရဖို့လုပ်နေတာမဟုတ်ဘူးเนาะကယ်တင်ခြင်းကရခဲ့ပြီးသွားပြီဒါမဲ့အလင်းတော်ကိုနိုင်ငံတော်ကိုအုပ်စိုးတဲ့သခင်ကိုလေးမြတ်သောအဖြစ်ကိုတိုင်ကအလင်းတော်ရဲ့နိုင်ငံတော်ထဲမှာအသက်ပြုပြင်ခြင်းကိုခံရပြီးပြီဖြစ်တဲ့အတွက်ကြောင့်အရင်တုန်းကအကျင့်ဟောင်းတွေဆွဲလန်းမှုဟောင်းတွေအကုန်လုံးနဲ့မဆက်ဆက်တော့ဘဲနဲ့တန်ရှင်းသောအသက်တာနဲ့သွားဖို့အဲ့ဒါကျွန်တော်တို့နိုင်ငံတော်သားတွေရဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့ assignment ဖြစ်တယ်ဟာလေလုယာဘုရားခင်သားကိုဖွင့်ပြပါစေအဲ့တော့သင်အနေနဲ့ညီကောင်မတို့များဒုတိယအချက်နဲ့သင်ရဲ့ assignment ကဘာလဲဆိုတော့သင်ရဲ့လုပ်ငန်းခွင် workplace ထဲမှာဘုရားခင်ရဲ့သာသနာကွင်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာနားလည်ရမယ်အာမင်ကျွန်တော်တို့ကသာသနာကွင်းလို့ပြောပြီးဆိုရင်ဟိုးရွာတို့တောတို့နော်လူသိမ့်မရှိတဲ့နေရာလေးတွေစီမှာတောကြိုတောင်ကြားတွေကိုသာသနာကွင်းလို့ထင်တာ mission field ကဲငါတို့ mission field သွားရအောင်လေဆိုရင်သွားအိုးတောင်တွေတက်ရှုံမြောင်နေတဲ့ဆင်းချောင်းတွေဖြတ်ငတ်တလက်ပြတ်တလက်နဲ့အင်္ဂလိပ်ဝေငှတာကိုအဲ့ဒါကို mission ထွက်တယ်လို့တချို့ကထင်တာအဲ့လိုထွက်တဲ့နေရာမှာအရန်လိုက်ချင်တာအင်္ဂလိပ်ဟောချင်လို့မဟုတ် Facebook ပေါ်မှာကြွားချင်လို့ငါ mission ထွက်နေတယ်ငါဒီလောက်ချင်းတွေကြိုက်ဖြုတ်တွေကဟာကြောက်ထဲကြရှုံ့ပွက်တွေနေရပြီဆိုဟေးညီလေးနင်ဟိုမှာရှုံ့ပွက်တွေအများကြီးနဲ့သွားတယ်လမ်းမှာရှေ့မှာသွားနေတာခဏလေးနေကိုပြောမင်းနောက်ကငါ့ကိုဗီဒီယိုရိုက်ထားပေးတပ်ပုံရိုက်ထားပေးတာငါသွားမယ်နော်ဘွာFacebook တင်တာဟာဒီတယောက်အင်္ဂလိပ်အရန်ထွက်တာနော်ဆိုတာဂျင်းနဲ့ like တွေအများကြီးကဂျင်းနဲ့တချို့အဲ့လို mission ထွက်ချင်ကြတာဒီထဲမှာမရှိဘူးเนาะဒီကလူတွေကိုကျွန်တော်ပြောတာမဟုတ်mission ထွက်တယ်ဆိုတာအဲ့ mission fee ကအဲ့နေရာတွေပဲရှိတာမဟုတ်ဘူးညီကောင်မောင်တို့များသင်ရဲ့လုပ်ငန်းခွင်တည်ဖျားခင်အမှုသစ်ပြုမဲ့အလုပ်လုပ်မဲ့ mission fee ဖြစ်တယ် hallelujah အဲ့ဒါဆိုပြောThe city တဲ့တော့လည်းဒီနှစ်မှာ mission fee လည်းမထွက်ဘူးတဲ့ mission cruising လည်းမထွက်ဘူးတဲ့ကျွန်တော်တို့ကတင်ကိုနှစ်စတဲ့ mission fee တဲ့လွှတ်ထားတာလေကြားတင်ရဲ့လုပ်ငန်းခွင်ထဲမှာတင်ရဲ့မိသားစုထဲမှာတင်ရဲ့ကျောင်းထဲမှာကျူရှင်ထဲမှာအင်းနီနာချင်းတွေထဲမှာအဲ့ဒါ mission fee ပဲကျွန်တော်တို့လွှတ်ထားတာကြားလာပြီတင်ကအဝေးကိုသွားတဲ့ mission fee ပဲတန်းတာနေတာညီကောင်မောင်တို့များတင်ရဲ့ workplace လုပ်ငန်းခွင်သည်ဖျားခင်သာသနာကွင်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်ကျမ်းစာထဲမှာကြည့်ရင်အနေအမြင့်လူမျိုးစုံပါတယ်ဘုရားကအသုံးပြုတဲ့ထဲမှာယာဒုမြင့်တဲ့ဆိုရင်တော့ဒိုင်ယေလကသူ့ရဲ့အစိုးရအဖွဲ့ထဲမှာဘုရားသခင်ရဲ့အစီကိုခံခဲ့တော်သူဖြစ်တယ်ယောသက်ကလည်းစီးပွားရေးနဲ့နိုင်ငံရေးမှာဘုရားသခင်ရဲ့အစီကိုခံခဲ့တော်သူဖြစ်တယ်ဘုရားရဲ့ဤဥပဒေသားတွေနဲ့လောကဤဥပဒေသားမဟုတ်ဘုရားရဲ့ဤဥပဒေသားနဲ့ဘုရားရဲ့အစီကိုခံခဲ့တာဖြစ်တယ်ဣသရာကလည်းနန်းတော်ထဲမှာအမြင့်ဆုံးသောယာတုကိုမိဘုရားယာတုကိုရထားတယ်သူလည်းပဲအဲ့ဒီနေရာမှာဘုရားရဲ့အစီကိုခံခဲ့တယ်ယာတုပိုင်းအမြင့်နေမဟုတ်ဘဲနဲ့တခြားယာတုပိုင်းအနေနဲ့ဆိုလဲတမန်ကျမ်းစာထဲမှာဆွဲထုတ်မယ်ဆိုအများကြီးပြောစရာအကြောင်းရှိတယ်အဲ့ထက်အနေနဲ့လေးတချို့ဟာလေးကျွန်တော်ပြောပြအင်ဒရီဆိုလဲပဲတကယ်တော့သူဒီတငါတယ်ဖြစ်တယ်အင်ဒရီဒီကအင်ဒရီကိုပြောတာမဟုတ်နော်အင်ဒရီကတငါတယ်ဖြစ်တယ်
အဲ့တော့ယေရှုကောင်းမြတ်ခြင်းကို तू ကြားရတဲ့အခါမှာ तू လောက်တယ်ဘာလောက်တာလဲသူ့ရဲ့တငယ်ချင်းတွေကိုတွားခေါ်လာတယ်အဲ့တငယ်ချင်းတွေအားလုံးက तू နဲ့ငါးဖမ်းနဲ့တငါတဲ့ချင်းချင်းဖြစ်တယ်သူ့ရဲ့လုပ်ငန်းခွင်ထဲမှာခရစ်တော်ကိုရစေဖို့ तू အစီခံခဲ့တယ်ဟာလေလုယာအာမင်နောက်ဂျွန်မာလေးဖြစ်တဲ့အစီခံမာလေးကလည်းပဲတခြားသောတိုင်းတစ်ပါးမှာလူမျိုးခြားအိမ်မှာ तू ဂျွန်အဖြစ်နဲ့အလုပ်လုပ်နေရတဲ့အချိန်မှာသူ့အားဖြင့်သူ့ရဲ့အစီခံချက်ဖြင့်ဘိုလ်ချုပ်နေမှန်ကကျမ်းမာခြင်းကိုရပြီအဲ့တိုင်းနိုင်ငံမှာဘုရားရဲ့ဘုန်းတော်ထင်ရှားစေတယ်ဘယ်နေရာမှာရောက်နေတယ်လဲဘယ်နေရာမှာတင့်ကိုထားဆိုအရေးမကြီးဘူးတင်ရှိတဲ့နေရာမှာဘုရားရဲ့အမှုကိုဆောင်ဖို့အရေးကြီးတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့အသင်းတော်က7 mountain နဲ့ပတ်သက်တယ်တော်တော်လေးပြောပါဒါပေမဲ့ကျွန်တော်ပြောပြမယ်နော်7 mountain ရဲ့ doctrine နဲ့7 mountain mandate မတူဘူးနော်ခုကဘာမှာကြော်ကြားနေ7 mountain mandate ဆိုတာရှိတယ်ကျွန်တော်တို့တောင်ခုနှစ်လုံးပေါ့တောင်ခုနှစ်လုံးဆိုတော့ကျွန်တော်တို့ area တွေကျွန်တော်တို့နေပေတွေပေါ့ဘုရားသခင်ထားတယ်စီးပွားရေးဆိုစီးပွားရေးပညာရေး government mountain ပြီး education mountain religious mountain ဒီလိုမျိုးတွေကျွန်တော်တို့ဘယ်နေရာမှာဖြစ်ဖြစ်အဲ့တောင်ခုနှစ်လုံးမှာတော့တင်တည်တနေရာမှာရှိကိုရှိတယ်အကယ်၍မရှိဆိုတောင်ကြီးကိုသွားနေနော်အဲ့မှာဆိုတော့တောင်ခုနှစ်လုံးတစ်ခုခုတော့ရှိကိုရှိတယ်တောင်ခုနှစ်လုံးကြားထဲမှာနေရှိကိုရှိတယ်ဒါပေမဲ့အဲ့ဒီတောင်ခုနှစ်လုံးထဲမှာကျွန်တော်တို့က7 mountain mandate ဆိုတာကအဲ့တောင်ရဲ့အမြင့်ဆုံးသော power ကိုရဖို့ကြိုးစားအားထုတ်ပြီးခရိယန်တွေကအဲ့ဒီတောင်ထိပ်ဆုံးကိုရောက်ဖို့တက်ရောက်နေတဲ့ဟာမျိုးမဟုတ်ဘူးကျမ်းစာအဲ့လိုမပြောထားဘူးတောင်ခုနှစ်လုံးရဲ့ထိပ်ဆုံးမှာခရိယန်တွေအားလုံးကနေရာယူရမယ်လို့တမန်ကျမ်းစာမညွှန်ပြထားဘူးဒါကြောင့်ကျွန်တော်တို့လှုပ်ဆောင်နေတာဒီအဲ့တောင်ထိပ်ရဲ့အထက်ကိုရောက်ပြီး power ကိုရဖို့ကျွန်တော်လုပ်နေတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာလို့လုပ်နေလဲတောင်ခုနှစ်လုံးရှိကြောင်းကိုကျွန်တော်နားလဲတယ်တောင်ခုနှစ်လုံးမှာကျွန်တော်တို့ကိုနေရာချထားတယ်ဆိုတော့ကျွန်တော်နားလဲတယ်ဒါပေမဲ့ဘုရားခင်ထားတဲ့နေရာဒီအမြင့်ပဲဖြစ်စေအလယ်ပဲဖြစ်စေအနှိမ့်ပဲဖြစ်စေမိရှိတဲ့နေရာမှာကောင်းကင်ရဲ့တန်ဖိုးကောင်းကင်ရဲ့ DNA ကောင်းကင်ရဲ့ကာချာနဲ့အသက်ရှင်ခြင်းကကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ညီကောင်မောင်တို့များဒီအစီခံမာလေးရဲ့အစီခံပေးခြင်းအပြင်ဘုရားမှုကိုဆောင်ခြင်းအပြင်ဘိုလ်ချုပ်နေမယ်တကယ်ယာတူကြီးပိုင်းဘိုလ်ချုပ်ကြီးကိုယ်တိုင်ကအသက်တာပြောင်းလဲပြီးဘုရားဘုန်းတော်ထင်ရှားသွားဆိုတွေ့ရတယ်ပေါလုတီလည်းထိုနေ့၎င်းမှာသူဒီအိမ်ဝင်လေအမှုတော်ဆောင်တယောက်ဖြစ်တယ်တမန်တော်တယောက်ဖြစ်တယ်ဒါပေမဲ့သူခေတ်ကာလမှာအသင်းတော်တွေကအင်အားကြီးတဲ့အတွက်ကြောင့်သူ့ကိုမထောက်ပံ့နိုင်တဲ့အတွက်ကြောင့်သူကိုယ်တိုင်တဲရှင်ချုပ်ပြီးတော့မှအသက်မွေးဝမ်းကြောင်းပြုရင်းနဲ့တစ်ဖက်မှာအင်္ဂလိပ်ဟောတယ်တစ်ဖက်မှာတပည့်တော်ဖြစ်ချင်းလုပ်တယ်တရက်တော့သူအာကုလနော်ဒါယူဒလူမျိုးအာကုလနဲ့ပရဇဲလာပြစ်ကိလာတို့နဲ့တွေ့တယ်ဇနီးမောင်နဲ့တွေ့အဲ့လူတွေနဲ့လက်တွဲပြီးမှလုပ်ငန်းတစ်ခုလုပ်တယ်အဲ့အချိန်မှာသူတို့ဒီခရိယန်မဟုတ်သေးဘူးယုံကြည်သူမဟုတ်သေးဘူးလက်တွဲပြီးလှုပ်ဆောင်နေရင်းနဲ့မှလုပ်ငန်းခွင်ထဲမှာအင်္ဂလိပ်တရားကိုဟောတယ်ပြုစုပေးတယ်သင်ကြားပေးတယ်တဖြည်းဖြည်းနဲ့အာကုလနဲ့ပြစ်ကိလာကတကယ် strong believers တွေဖြစ်လာတယ်ယောဟန်ရဲ့နှစ်ချင်းမင်္ဂလာကိုတမန်ခမနဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့နှစ်ချင်းကိုသူတို့ဘောပေါက်သူတို့ရရှိသွားကြတယ်တကယ်ကိုတမန်တရားမှာလေ့ကျက်တဲ့သူတွေဖြစ်လာတယ်သူတို့ဒီအချိန်ပြည့်မှုတော်ဆောင်နေမို့သူတို့ဒီလုပ်ငန်းရှင်တွေဖြစ်တယ်တဲရှင်ချုပ်တဲ့သူတွေဖြစ်တယ်အထည်လေးရောင်းတဲ့သူတွေဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာ discipleship သူခံစားရတယ်ဘသူအဖြစ်လဲဆိုပေါလုအဖြစ်တရက်တော့အာပေါလုဆိုတဲ့ပုံကပေါ်လာတယ်အင်္ဂလိပ်တရားဟောတဲ့ဆရာတယောက်ဖြစ်တယ်အင်မတန်တော်တဲ့အင်္ဂလိပ်တရားဟောဆရာတယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအာပေါလုကနှစ်ချင်းဆရာယောဟန်ရဲ့နှစ်ချင်းအကြောင်းကိုပဲသူသဘောပေါက်တယ်ဝိညာဉ်တော်ရဲ့ဗတ္တိဇံဆိုတာသူနားမလဲသူဟောတဲ့အထဲမှာအနှဲငယ်လွဲနေတဲ့အရာလေးရှိတဲ့အခါမှာအာကုလနဲ့ပြစ်ကိလကသူ့ကိုမေတ္တာနဲ့ခေါ်ဖဲ့ပြီးကျွေးမွေးပြုစုပြီးရောအဲ့ဒီအမှုတော်ဆောင်ဖြစ်တဲ့အာပေါလုကိုစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အာကုလနဲ့ပြစ်ကိလကတေးချသွန်သင်ပေးတယ်လေ့ကျင့်ပေးတယ်ဝိညာဉ်တော်ဗတ္တိဇံဆိုတာဘာလဲသူတို့ကိုရှင်းပြတယ်သူ့အဖြစ်အာပေါလုကပို့ပြီးတော့မှတော်တဲ့အမှုတော်ဆောင်တယောက်ဖြစ်လာတယ်ဟာလေလုယာကြည့်နော်တခါတည်းမှာကျွန်တော်တို့ကအမှုတော်စီးပွားရေးလုပ်ငန်းရှင်တွေကနော်အမှုတော်ဆောင်တွေလောက်ဝိညာဉ်ရေးမမြင့်ဘူးလို့ကိုယ့်ကိုထင်နေတာဒါပေမဲ့သင်ကိုဘုရားသခင်ကလေအမှုတော်မြတ်ထဲမှာအများကြီးအသုံးပြုခြင်းသေးတယ်အာမင်သင်အဖြစ်လူမြောက်များစွာကောင်းကြီးခံစားစေခြင်းဟာသင်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝဖို့လိုတယ်နှုတ်ကပတ်တော်ပိုင်းခြားနားလည်ထားဖို့လိုတယ်ညီကောင်မောင်တို့မှာသင်ရဲ့လုပ်ငန်းခွင်ဒီဘုရားသခင်ရဲ့သာသနာခွင်တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာသင်နားလည်ရမယ်အဲ့ဒါဒီသင်ရဲ့ပြီးအပ်ထားတဲ့ assignment ဖြစ်တယ်သင်ရဲ့လုပ်ငန်းခွင်ထဲမှာသင်သာသနာပြုဖို့ရန်အတွက်ဘုရားသင်ကို assignment ပေးထားတယ်နောက်တတိယအနေနဲ့နိုင်ငံတော်ရဲ့တာဝန်ကတရားဟောစဉ်ဒီ pulpit မဟုတ်ဘူးအဲ့ဒါဒီ presence ဖြစ်တယ်အဲ့တော့ဒီနေရာမှာဖီနှလုံးကိုကာယံညီအောင်လှုပ်ထားတာပေါ့နော်စင်ပေါ်ကနေပဲတရားဟောမှဘုရားအမှုတော်ဆောင်တာမဟုတ်ပါဘူးသင်ဒီဘုရားရဲ့မျက်မှောက်တော် presence ကိုကျောင်းမှာတော်၎င်းရုံးခန်းမှာတော်၎င်းအိမ်မှာတော်၎င်းစီးပွားရေးမှာတော်၎င်း workplace လုပ်ငန်းခွင်ထဲမှာတော်၎င်းသင်ဆောင်သွားရမယ့်သူတွေဖြစ်ပါတယ်ကျွန်တော်တို့က hallelujah အာမင်သင်ဒီ pulpit ပေါ်ကနေတရားဟောတာတဲ့သင်ရဲ့လုပ်ငန်းခွင်သင်ကိုထားတဲ့ဘုရားရဲ့နေပေထဲမှာ presence ကိုသင်ဆောင်ရမယ့်သူဖြစ်တယ်ပြောပါအောင်ကျွန်တော်ဒီဘုရားရဲ့မျက်မှောက်တော်ကိုသင်ဆောင်ရမယ့်သူဖြစ်တယ်ကျောင်းတွေထဲမှာယုံတွေထဲမှာ
အိမ်နေမှာစီးပွားရေးနေပေတဲ့မှာလုပ်ငန်းခွင်နေပေတဲ့မှာဖခင်ရဲ့မျက်မှောက်တော်ကိုသင်ဆောင်မဲ့သူဖြစ်တယ်လက်ခုပ်တီးလည်းအတည်ပြုရအောင်ဟာလေလုယာကဲနောက်ဆုံးချက်လေးကိုကျွန်တော်ပြောချင်တယ်ရှင်ဘီယံတိုင်းနိုင်ငံမှာရှင်ဘီယံအုပ်စိုးခြင်းရှိတယ်နံပါတ်1နိုင်ငံတော်သားမှန်ရင်မစ်ရှင်3ခုရှိတယ်နံပါတ်3နိုင်ငံတော်သားမှန်ရင်နိုင်ငံတော်ကပေးအပ်တဲ့ assignment ဆိုတာရှိတယ်အခုပြောပြီးသွားပြီပထမ assignment ကဘာလဲပြန်ပြီးပါဦးမယ်မထွက်သွားခင်လေးမှာပထမ assignment ဘာလဲပထမ assignment ဘာလဲကောင်းသောအကျင့်ကိုကျင့်ရမယ်ဒုတိယ assignment သည်သင်ရဲ့လုပ်ငန်းခွင်နေပေတဲ့မှာဖခင်ရဲ့သာသနာကွင်းဖြစ်စေရမယ်တတိယဖခင်ရဲ့မျက်မှောက်တော်ကိုအဲ့ဒီနေရာကိုတည်ဆောင်သွားရမယ်ဒါစီသင်ရဲ့ assignment ဖြစ်တယ်ကဲနောက်ဆုံးအနေနဲ့နံပါတ်4ချက်အနေနဲ့နာခံမှုကနိုင်ငံတော်ကိုတိုးပွားစေတယ်ဖခင်ရဲ့နိုင်ငံတော်တိုးပွားဖို့ရန်အတွက်လိုအပ်တဲ့သင်ကိုဖခင်ကတောင်းနေရတခုရှိတယ်အဲ့ဒါသိန်း9000မဟုတ်ဇေယျငွေ9000ဖခင်မတောင်းဘူးရွှေတပိတ်တာမတောင်းငွေတပိတ်တာမတောင်းဖခင်တောင်းတာတခုပဲနာခံခြင်းဖြစ်တယ် obedience နာခံခြင်းဖြစ်တယ်နာခံခြင်းရှိရင်လေအရာခတ်သိမ်းတိုးပွားခြင်းရှိတယ်အလုတ်ထဲမှာနှစ်ကာလကြာပြီလာစာလည်းမတိုး position လည်းမတိုးဘူးဆိုတဲ့သူကိုကြည့်လိုက်အလုတ်လည်းတေချာမလုပ်ဘူးအလုတ်ရှင်ကမကောင်းကြောင်းလည်းပြောတယ်အလုတ်ရှင်ကဒါခိုင်းတယ်ဆိုဟိုဟာလုပ်တယ်ဟိုဟာခိုင်းရင်ဒီဟာလုပ်တယ်အလုတ်ရှင်ပြောရင်ပြောတဲ့အတိုင်းနားမထောင်တတ်ဘူးနားမခံတတ်ဘူးလာစာလည်းမတိုးဘူးဝင်ငွေလည်းမတိုးဘူး position လည်းမတိုးဘူးဘယ်နေရာမှာမဆိုညီကောင်မများနာခံခြင်းရှိပါအဲ့နာခံခြင်းထဲမှာကောင်းကြီးမင်္ဂလာရှိတယ်သင်ကိုအုပ်ဆိုးသောသူရဲ့အုပ်ဆိုးခြင်းကိုနာခံကြည့်ပါအဲ့ထဲမှာကောင်းကြီးမင်္ဂလာရှိတယ်နော်ကျွန်တော်နှစ်သက်မှာတော့ကျွန်တော်ပြောခဲ့သလိုပဲတနေ့ပြီးတနေ့တချို့သူတွေမပြောင်းလဲလာဘူးဘာကြောင့်မပြောင်းလဲလာလဲဆိုကျွန်တော်တို့ပြုစုပေးရင်လည်းဝင်မခံခြင်းဘူးနားမခံခြင်းဘူးဆဲလီဒါတွေကပြုစုပေးနေဆဲလီဒါတဲ့သူကတာတယ်လို့ထင်နေတာသူကိုသူတကယ်တော့လည်းမဟုတ်ပြန်ဘူးခေါင်းဆောင်တွေကပြုစုပေးရင်ဝင်မခံခြင်းဘူး Facebook မှာဒီလိုမရေးပါနဲ့လားဆရာကဘာလို့ကျွန်တော်ရဲ့ personal ကိစ္စအဲ့လောက်ထိဝင်ပါနေရတာလဲကိုယ့်ကိစ္စကိုလုပ်ဖះเจ้าကိစ္စပဲဖះเจ้าမှာဆရာလုပ်ကျွန်တော်ကိစ္စဝင်မပါနဲ့ပြောလို့လည်းမရဘူးနားလည်းမခံဘူးနားလည်းမထောင်ဘူးအဲ့လူကဘယ်တော့မှမတိုးတက်ဘူးဖះစကားကိုနားခံရတာမကဘဲနဲ့ကိုယ်ဘေးနားမှာရှိရသူတွေအလုံထဲမှာကြောင်းထဲမှာမိသားစုထဲမှာသားသမီးတွေထွန်းနေတော့မိဘရဲ့စကားကိုနားထောင်ဖို့တမန်ကျမ်းစကားတွင်တင်ထားတဲ့နာခံခြင်းကကောင်းကြီးမင်္ဂလာအားလုံးရဲ့ကနဦးဖြစ်တယ်ဆိုတော့နားလည်စေခြင်းနဲ့တမန်ကျမ်းစာကဟာလေလုယာ။နောက်သင်တာမှာတကယ်တိုးပွားခြင်းလားကောင်းကြီးဖြစ်စေခြင်းလားနာခံခြင်းနဲ့အစာပြုလိုက်။နောက်တမန်ကျမ်းစာကဒီလိုပြောတာနာခံခြင်းအဖြစ်တိုးပွားခြင်းရှိရမယ်တဲ့ကျွန်တော်ဒီနေရာမှာအဓိကကျမ်းပိုက်လေးဖြစ်တဲ့လုကာခန်းကြီး19အငယ်73ကိုကျွန်တော်ဖတ်ချင်ပါတယ်။ကျွန်တော်တို့လိုက်ပြီးဖတ်စေလို့တဲ့အင်မတန်အရေးကြီးတဲ့ကျမ်းပိုက်ဖြစ်တဲ့ကြောင့်မတော်မီမိမိငယ်သားတစ်ချိတ်ကိုခေါ်၍ငွေတပိတ်သားစီအပေးလျက်ငါပြန်၍မလာမီတိုင်အောင်ကုံသွဲခြင်းအမှုကိုပြုချလော့ဟုမှာထားလေဒါနိုင်ငံတော်နဲ့ပတ်သက်ပြီးဥပမာတွေပြောနေချိန်မှာယေရှုကဒီဥပမာကိုထည့်ပြီးပြောလာတယ်နိုင်ငံတော်နဲ့သဘောကဘလို့သဘောလဲဆိုရင်တဲ့တတိတယောက်ကသူခီးမသွားခင်မှာသူ့ရဲ့ငယ်သား10ယောက်ကိုခေါ်ပြီးတော့မှတယောက်စီမှာငွေတပိတ်သားအပ်ပြီးတော့မှ occupy လုပ်ခိုင်းတယ်တနည်းအားဖြင့်ဒါကိုကုံသွဲခြင်းအမှုကိုပြုခိုင်းတယ်ဘာကြောင့်ကုံသွဲခြင်းအမှုကိုပြုခိုင်းတာလဲဘာကြောင့်လဲတိုးဝါးစေခြင်းလို့မဟုတ်ဘူးလားငွေတပိတ်သားကနေ2ပိတ်သား2ပိတ်သားကနေ4ပိတ်သား4ပိတ်သားကနေ10ပိတ်သားတိုးလာစေဖို့ရန်အတွက်သခင်ဆန္ဒရှိတဲ့အတွက်ကြောင့်ငွေတပိတ်သားမင်းစီကိုအပ်ခဲ့တယ်နော်ဒါကိုသိမ့်မထားနဲ့နော်ကုံသွဲခြင်းမှုကိုလှုပ်ပြီးတိုးပွားစေပါလို့ဆိုလိုခြင်းဖြစ်ပါတယ်ကြောင့်သခင်ကလည်းပဲဒီနိုင်ငံတော်ထဲမှာသင်ကိုခေါ်သွင်းပြီးတော့မှသင်ရဲ့တက်တန်ဘယ်လောက်ရှည်မလဲကျွန်တော်မပြောတတ်ဘူးကျွန်တော်လည်းဘယ်လောက်ထိအသက်ရှင်အောင်လဲကျွန်တော်မပြောတတ်ဘူးဒါပေမဲ့သင်ကိုဖျားခင်ထားတဲ့ lifetime အချိန်ကာလအတိုလေးအတွင်းမှာသင်ကိုပေးအပ်ထားတဲ့စုကျေးစုတွေအစွမ်းတတ္တိတွေငွေကြေးတွေအခွင့်အရေးတွေကျမ်းမာခြင်းတွေအားလုံးကိုတခြားအတွက်မဟုတ်ဘဲနဲ့တိုးပွားခြင်းနဲ့အမှုဆောင်ဖို့ရန်အတွက်ဖျားခင်သင်ကိုဆန္ဒရှိပါတယ်။နောက်သင်ကိုဖျားကလွှမ်းမိုးမှုနဲ့တိုးပွားမှုနဲ့အတိပွင့်များစွာအတိပွင့်လာဖို့ရန်အတွက်အမြဲတမ်းမျှော်လင့်နေတဲ့သခင်ဖြစ်တယ်။ကျွန်တော်တို့လုပ်ရမယ့်အရာကဘာလဲဆိုရင်နာခံဖို့ဖြစ်တယ်။ယုံကြည်သူတွေကဘုရားခင်ရဲ့အတန်ကိုနားထောင်လာတဲ့ခါမှာနာခံလာတဲ့ခါမှာဘုရားရဲ့နိုင်ငံတော်ကကြီးပွားလာတယ်။ဖိလိပ္ပုကတန်ရှင်သောဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုနာခံလိုက်တဲ့ခါမှာဝိညာဉ်တော်ခေါ်ဆောင်သွားတဲ့နောက်ကိုလိုက်သွားတဲ့ခါမှာအသီယိုပီအမတ်ကြီးအသားဖြူဖြူနဲ့အသီယိုပီအမတ်ကြီးနာကိုရောက်သွားတယ်။
မြန်မာလို Ethiopia ဆိုတာအင်္ဂလိပ်လို Ethiopia အာဖရိကတိုင်းနိုင်ငံရဲ့ Ethiopia အမတ်ကြီးကဒီဘက်ကိုရောက်လာတဲ့အချိန်မှာဝိညာဉ်တော်ကဖိလိပ္ပုကိုခေါ်သွားပြီးတော့မှသွားပြီးနှုတ်ကပတ်တော်တမန်ကျမ်းစာကိုသွားရှင်းခိုင်းတယ်စဉ်းစားကြည့်နော် Ethiopia အမတ်စီးတဲ့လှဲကဒီနေရာမှာယထာလို့ပြောတဲ့ခါမှာပူပေါ်ယထာမဟုတ်ဘူးနော်မြင်း၄ကောင်နဲ့ဆွဲတဲ့အနည်းဆုံးတော့သူတို့မြင်း၄ကောင်သုံးတယ်အနည်းဆုံးကမြင်း2ကောင်သူတို့သုံးတယ်မြင်းတစ်ကောင်ရဲ့အားနဲတော်မဟုတ်ဘူးလူရဲ့အင်အားတဲ့အများကြီးတာလုံးမြင်း၄ကောင်ဆွဲတဲ့ယထလုံးပြေးနေတဲ့နောက်ကိုလူတယောက်လိုက်ဖို့ဆိုဘယ်လုံးမှမဖြစ်နိုင်ဘူးဒါမှတန်ရှင်တော်ဝိညာဉ်တော်အပြင်ဖိလိပ္ပုကယထာပေါ်ရောက်သွားတယ်ဝါဟာလေလုယာအေဝံဂေလိသတင်းစကားကိုပြောတယ်ကွာချက်ချင်းပဲအေသီယိုးပီအမတ်ကြီးကအသက်တာပြောင်းလဲပြီးတော့မှဒီနားမှာရေကန်ရှိတယ်ငါ့ကိုရေနေချင်းပေးပါတဲ့သူရေနေချင်းခံပြီးပြန်ချတဲ့အချိန်မှာဖိလိပ္ပုကိုမတွေ့တော့ဘူးသူလည်းပဲတချင်းနေဆိုပြီးတော့မှအေသီယိုးပီတိုင်းပြည်ကိုပြန်သွားတယ်ကျွန်တော်ယုံကြည်တယ်သူ့အပြင်အီသီယိုးပီးယားတိုင်းနိုင်ငံမှာနိုးထမှုဖြစ်လိမ့်မယ်ဟာလေလုယာအာမင်ဘသူအပြင်လဲဖိလိပ္ပုရဲ့နာခံခြင်းအပြင်ဝန်ခံလိုက်ခြင်းအပြင်အာနနိဒီလည်းထိုနေ့၎င်းပဲနာခံတယ်မင်းသွားလိုက်ဟိုမှာမျက်စိကန်းနဲ့သူတယောက်ရှိရသွားပြီးဆူတောင်းပေးလိုက်ဘသူလဲကိုတော့ပေါ်လူဆိုလှည့်အောင်မကြည့်ဘူးကျွန်တော်ဘာကြောင့်လဲဆိုအဲ့ချိန်မှာရှောလူပေါ့လေရှောလူကခရစ်ယာန်တွေကိုလိုက်ပြီးညှင်းဆဲတက်ဖြတ်နေတဲ့ချိန်မှာဓမ္မသက်လမ်းမှာအလင်းထွန်းတောက်ပြီးတော့မျက်စိကန်းသွားပြီအာနနိစီကိုဘုရားကစကားပြောပြီးသွားပါသူစီသွားပြီးဆူတောင်းပေးပါကိုတော့တဲ့ကျွန်တော်မသွားချင်ဘူးသူကခရစ်ယာန်တွေကိုအင်မတန်ရရဆက်ဆက်နှိပ်စက်ညှင်းပန်းတဲ့သူဖြစ်တယ်ကျွန်တော်မုန်းတယ်မသွားချင်မဟုတ်ဘူးငါစကားနားထောင်မှသွားပါသူ့အပြင်ငါလှုပ်ရှားမှုတွေအများကြီးရှိတယ်ငါသူ့ကိုခွဲခတ်မှတ်သားထားပြီးပြီသွားလိုက်ပါဆိုတော့နှိမ်ချသောစိတ်နဲ့ဝန်ခံပြီးနားထောင်လိုက်တဲ့ခါမှာရှောလူကနေပေါ်လူဖြစ်ပြောင်းလဲသွားပြီးတော့အခုကျွန်တော်တို့ဖတ်နေတဲ့အင်မတန်တန်မိုးရှိတဲ့တမန်ကျမ်းစာဆောင်မြောက်များစွာကိုရေးသားတော်သူအဖြစ်နဲ့တော်၎င်းတကယ့်ကိုနိုးထမှုကိုတည်ဆောင်တဲ့တမန်တော်ကြီးဖြစ်လာတယ်ဟာလေလုယာဘသူအပြင်လဲအာနနိယနှိမ်ချစွာနဲ့ဝန်ခံလိုက်ခြင်းရဲ့နောက်မှာနာခံလိုက်ခြင်းနောက်မှာကောင်းချီးမင်္ဂလာကြီးကြီးရှိတယ်။အဲ့တော့ညီကောင်မောင်များအသင်ကိုဘုရားသခင်ခိုင်းစေလာပြီဆိုရင်နှိမ်ချခြင်းနဲ့နာခံလိုက်ပါအဲ့ထဲမှာကောင်းချီးမင်္ဂလာရှိတယ်။အာမင်ဒီလူကိုသွားပြီးတော့မှတောင်းပန်ပါဆိုရင်ကိုတော်ကဘာသိလို့လဲကျွန်မမှားတာမဟုတ်သမီးမှားမဟုတ်သူမှားတာဘာလို့တောင်းပန်ရမှာလဲဘုရားကတောင်းပန်ပါဆိုရင်နားထောင်ပြီးသွားတောင်းပန်လိုက်ဒီလူရဲ့ခြေကိုဆေးပါဆိုနားထောင်ပြီးသွားပြီးခြေကိုဆေးလိုက်ဒီလူကိုကျွေးမွေးပြုစုပါဆိုသွားပြီးကျွေးမွေးပြုစုလိုက်ဒီလူကိုပေးကမ်းပါဆိုသွားပြီးပေးကမ်းလိုက်ကိုတော်ကျွန်မမှာမရှိဘူးရှိတယ်မလုံးနဲ့ပေးဆိုရင်ပေးလိုက်ဟာလေလုယာအဲ့ထဲမှာတိုးပွားခြင်းရှိတယ်ကြီးထွားခြင်းရှိတယ်အာမင်နောက်ဆုံးလေးကဘုရားခင်ကပြင်းရှိခြင်းကိုကောင်းချီးပေးလို့မရပြင်းရတော့သူကောင်းချီးပေးလို့မရဒါပေမဲ့ဘယ်သူကိုကောင်းချီးပေးလဲဆိုတော့နာခံတော်သူဟာလေလုယာနားထောင်တော်သူကိုတော့ကောင်းချီးပေးတယ်တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာမုတ်ဆိုးမက prophet အီလိရှဲရဲ့ညွှန်ကြားချက်ရောက်လာတဲ့အခါမှာကိုတော့မဖြစ်နိုင်ဘူးနော်လို့ complaint မတက်ဘူးဘာကြောင့်လဲဆိုတော့အီလိရှဲလောက်ခိုင်းတာကသူ့စီမှာရှိတဲ့စီအိုးလေးတွေကစီအနှဲငယ်လေးပဲကြံတဲ့အရာကိုအိုးအကြီးကြီးတွေထဲကိုသွန်းလောင်းခိုင်းတာစီပြေလာလိမ့်မယ်တဲ့ကောင်းကြီးဖြစ်လာလိမ့်မယ်လူအနေနဲ့စဉ်းစားရင်ဘလို့မှမဖြစ်ဘူးဒီလောက်လေးသေးသေးလေးရှိတဲ့ CO လေးတွေကနေအင်မတန်ကြီးမားတဲ့ CO အများကြီးကိုပြည့်ရှံအောင်ထွက်လာလိမ့်မယ်လို့လူအနေနဲ့စဉ်းစားရင်အတိတ်ပဲမရှိဘူးဒါပေမဲ့အတိတ်ပဲရှိမရှိဖျားပြောပြီးဆိုရင်နာခံလိုက်တဲ့ခါမှာအဲ့ဒီမုတ်ဆိုးမကအကျွေးကျင်မျှတော့မကဘဲနဲ့အဲ့ဒီရက်ကွက်မှာအချမ်းသာဆုံးသောသူဖြစ်လာတယ်ဟာလေလုယာစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သွားတယ်ကာနာမျိုးကမင်္ဂလာဆောင်မှာစပွဲထိုးတွေကဖြစ်တဲ့နဲ့မဖြစ်တဲ့ဘူးဘာမှမပြောဘူးယေရှုကသွားပါဒီရေကိုပွဲတော်အုပ်စီကိုသွင်းပါလို့ပြောတဲ့အခါမှာရေကြီးကိုကြည့်ပြီးတော့မှပွဲတော်အုပ်စီသွင်းဒါစပြည့်ရေပါလို့သွားပြောရတာလည်းညာသလိုဖြစ်အောင်မယ်လိန်သလိုဖြစ်အောင်မယ်ဒါပေမဲ့သခင်ကခိုင်းနေတယ်အဲ့တော့သွားရမှာပဲသူတို့ဝန်ခံပြီးတော့မှရေကိုတည်သွားတဲ့အခါမှာဟိုလေးရောက်အင်မတန်ကောင်းဆုံးသောစပြည့်ရေဖြစ်နေပြောင်းလဲသွားတယ်ဟာလေလုယာအဓိကပါလဲနာခံလိုက်ဖို့ပဲဖြစ်တယ်ညီကိုပေါင်းတို့အများပေတရုကသူ့ရဲ့အတွေ့အကြုံတွေအများကြီးရှိခဲ့တဲ့ဝါရင်ငါဖန်သမားဖြစ်တယ်တငါသည်ဖြစ်တယ်ဒါပေမဲ့ယေရှုကရေနဲ့ရာကိုရွှေ့ပိုက်ကုံကိုချပါလို့ပြောတဲ့အခါမှာဟိုဟာဖြစ်တယ်တရားဖြစ်တယ်ကျွန်တော်သွားရင်မကောင်းဘူးနော်အများကြီးပြောမနေဘူးယေရှုကသွားပါဆိုဟုတ်ကဲ့သွားလိုက်တဲ့အခါမှာလေနစ်လူမတက်ငါးများစွာကိုရရှိတယ်ဟာလေလုယာအဲ့တော့သင်တတ်တာကောင်းကြီးမခံစားရသေးတာသင်နာခံခြင်းမရှိသေးလို့ဖြစ်နိုင်တယ်အကယ်၍သင်ရဲ့တမန်တကယ်2026မှာတိုးပွားခြင်းကြီးထွားခြင်းကျေဝန်းခြင်းကျွယ်ဝခြင်းနဲ့သွားခြင်းနဲ့ဆိုရင်ဖျားစကားကိုနားထောင်ပါအရင်တော့ဖျားမကြိုက်တဲ့အမှုချင်းတွေအကုန်လုံးဒီ2026မှာအကုန်ဖြတ်တောက်ပါသင်ကောင်းကြီးခံကိုခံစားရလိမ့်မယ်ဟာလေလုယာ120သောတပည့်တော်တွေကမိမိရဲ့အတွေ့အကြုံတွေထက်ယေရှုပြောတဲ့ယေရုရှလင်မြို့မှာစောင့်ပါအထက်ခန်းမှာသူတို့စောင့်နေကြတယ်တန်ရှင်တော်ဝိညာဉ်တော်မလာမချင်းစောင့်နေပါဝိညာဉ်တော်ရောက်လာကမင်းတို့တကူကိုရပြီးငါတတ်သိဖြစ်မယ်ဘေးမှာမသွားဘဲနဲ့အဲ့120သောတပည့်တော်တွေကနားထောင်ခြင်းအပြင်တိုင်းနိုင်ငံကဘာကြီးတစ်ခုလုံးကိုမှောက်လန်တဲ့ဝိညာဉ်တော်နဲ့ပြေဝတဲ့ဘုရားခင်အသုံးပြုတဲ့နိုးထမှုတဲ့ဆောင်တဲ့သူတွေဖြစ်လာတယ်။အဲ့တော့ညီကောင်မောင်တို့အများသင်ရအသက်တာထဲမှာဘုရားခင်ကြီးတော်အမှုပြုခြင်းနဲ့
င့်အားဖြင့်ဖခင်ရဲ့နိုင်ငံတော်ကျေပြန့်ခြင်းနဲ့ဖခင်ကတင့်ကိုခိုင်းထားတဲ့အင်္ဂလိပ်တရားကိုဟောပါလူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေပါသင်ပါလို့လိုက်ဖို့လေကိုတော့ကျွန်တော်ကအသက်ကြီးနေပြီလေကျွန်တော်ကနော်အတွေ့အကြုံမှမရှိတာဘာမှ excuse မပေးနဲ့ဟုတ်ကဲ့ပါသခင်ကျွန်တော်အင်္ဂလိပ်ဟောပါမယ်လို့သာဆုံးဖြတ်လိုက်တင့်အတွက်ဖခင်ကြီးမားသောနမိတ်လက္ခဏာအသုံးပြုခြင်းကိုဖခင်ပြင်ဆင်ထားပြီးတဲ့သင်ခံစားမှာဖြစ်တယ်ဟာလေလုယာမပြောတတ်ဘူးဆိုရင်ကျွန်တော်တို့ဖွင့်တဲ့သင်တန်းတွေမှာလာတက်ကဲနော်ကားလိုလားကျွန်တော်ကိုလှမ်းဖုံးဆက်လိုက်ကျွန်တော်ကားနဲ့လာကြိုပေးမယ်အင်္ဂလိပ်တရားဟောခြင်းနဲ့စိတ်လေးသာရှိဖခင်သင်ကိုမသုံးမဲနဲ့ကိုမနေဘူးဟာလေလုယာကြီးမားစွာဖခင်အသုံးပြုမှာဖြစ်တယ်နောက်ကျွန်တော်အားလုံးကိုပြန်ခြုံပြီးပြောချင်တယ်နံပါတ်1နိုင်ငံတော်မှာရှင်ပြန်တစ်ပါးတည်းသာရှိတယ်ယေရှုခရစ်တော်ဒီကယ်တင်ရှင်တစ်ပါးဖြစ်တာမကဘဲနဲ့ရှင်ပြန်နဲ့ဖြစ်တယ်ဆိုတော့သင်ဝန်ခံရမယ်ရှင်ပြန်အောက်မှာခါစားဝင်ခံခြင်းမပြုဘဲနဲ့နိုင်ငံတော်လုပ်ငန်းကိုသင်ဘယ်လို့မှလှုပ်ဆောင်လို့မရဘူးရှင်ပြန်အတိမတ်မပြုတဲ့နိုင်ငံတော်ကဘာသာရေးတရားပဲဖြစ်လာလိမ့်မယ်နံပါတ်2နိုင်ငံတော်မှာရည်မှန်းချက်ပန်းတိုင်မစ်ရှင်ရှိတယ်ပထမမစ်ရှင်ကပါလဲနိုင်ငံတော်ဥစွာရှာဖို့ဒုတိယမစ်ရှင်ကပါလဲတပည့်တော်ဖြစ်စေဖို့တတိယမစ်ရှင်ကကောင်းကင်ရဲ့တန်ဖိုးတွေကိုမြေကြီးပေါ်မှာယူဆောင်လာဖို့နောက်တစ်ချက်တတိယချက်အနေနဲ့လူတိုင်းကိုဘုရားသခင်ရဲ့နိုင်ငံတော်ကအနှင်းပေးထားတဲ့တာဝန်တွေရှိပါတယ် assignment တွေရှိပါတယ်ဘာ assignment တွေလဲဆိုရင်သင်ဒီကောင်းသောအကျင့်နဲ့အသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်ဖန်ဆင်းထားတယ်အဲ့အတွက်သင်အသက်ရှင်ရမယ်သင်ရဲ့ workplace လုပ်ငန်းခွင်ကဘုရားသခင်ရဲ့ mission ဖြစ်တယ်ဆိုတာနားလည်ပြီးတော့မှအဲ့ဒီထဲမှာသင်အသက်ရှင်ရမယ်နိုင်ငံတော်ရဲ့တာဝန်ကတရားဟောစင်ပေါ်ကနေတရားဟောဖို့အတွက်ပဲမဟုတ်ဘဲနဲ့မိမိရှိတဲ့နေရာမှာဘုရားရဲ့မျက်မှောက်တော်ကိုတည်ဆောင်သွားခြင်းပဲဖြစ်တယ်ဒီနေ့ညီကောင်မတို့များနောက်ဆုံးတစ်ချက်အနေနဲ့သင်ရဲ့အသက်တာနာခံခြင်းအပြင်အရာရာတိုးပွားလာလိမ့်မယ်။ဥစ္စာတိုးပွားလာလိမ့်မယ်။ဒဏတိုးပွားလာလိမ့်မယ်။အသရေတိုးပွားလာလိမ့်မယ်။ကျမ်းမာခြင်းတိုးပွားလာလိမ့်မယ်။အိုးဘုရားသခင်စကားကိုနားထောင်ရင်ဘုရားသခင်နိုင်ငံတော်အသင်အားဖြင့်သာ၍တိုးပွားလာအောင်မှာဖြစ်တယ်။ဟာလေလုယာရှိတဲ့နေရာတူကမှတ်တရရအောင်။